ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်ကမချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်နေပုံများပါတယ်အဲ့ဒီထက်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမယ့်အကြောင်းအရာကတော့ထိုင်းမှာဖြစ်တဲ့ဖြစ်စဉ်လေးတစ်ခုနဲ့စမယ်ဘာလို့ဆိုထိုင်းမှာမြန်မာကြီးရန်ဖြစ်တဲ့ဖြစ်စဉ်သတင်းအပေါ်လေးနဲ့စတော့ပြီးမှအလေးတွေသွားတာပေါ့ဗျာနော်ထိုင်းမှာမြန်မာကြီးရန်ဖြစ်ပြီးတော့ဝင်ဖြန့်ပြေးတယ်အဲ့ဒါကြောင့်တစ်ခါကြရင်တချို့ရန်ပွဲတွေဝင်ဖြန့်ပြေးလို့တော့မသိဘူးဆိုတော့အဲ့ဒါအခုထိုင်းမှာမြန်မာကြီးရန်ဖြစ်တယ်သွားပြီးတော့ဝင်ဖြန့်ပြေးလိုက်တဲ့ထိုင်းနိုင်ငံသားတယောက်ငင်းထိုင်တဲ့ဓာတ်ရိုးခံပြီးသေးတယ်အဲ့ဖြစ်စဉ်လေးကထိုင်းမှာဒီနေ့မနေ့ကဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါလေးကကျွန်တော်ဒီနေ့ဦးပြကနဦးသတင်းဖြစ်နေဖော်ပြပါရစေဖြစ်စဉ်ကပြီးခဲ့တဲ့ဒီဇင်ဘာ23ရက်ည9:00နာရီလောက်မှာဖြစ်တာပေါ့နော်ဖန်ထောင်ဆိုတဲ့ဒေသနော်ချွန်ပူရီခရိုင်ဖန်ထောင်ဆိုတဲ့ဒေသမှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအလုပ်လုပ်နေတဲ့နော်လုပ်ငန်းခွင်တွေအလုပ်လုပ်နေတဲ့မြန်မာလုပ်သားတွေကြားထဲမှာနော်အဲ့မှာလုပ်ငန်းခွင်တွေမှာထမင်းဘူးဝေးတဲ့လုပ်ငန်းတွေပေါ့ထမင်းဘူးဝေးတဲ့ခါမှာထမင်းဘူးမလောက်လို့ဆိုပြီးတော့မြန်မာချင်းလှုပ်တယ်ခါတော့ကျွန်တော်တို့မြန်မာတွေလည်းသိတဲ့အတိုင်းပဲကျွန်တော်ခဏပြောတယ်ကိုလည်းမြန်မာတဲ့မြန်မာပဲဟိုပြောရတာရှက်ဖို့တော့ကောင်းတယ်သို့တော့ပြောရမှာပဲတခုဆိုရင်လူမယ်တိုးမယ်ကြိတ်မယ်လူမယ်ထိုးမယ်ကြိတ်မယ်ဒါပဲကျွန်တော်တို့မြန်မာတွေအခုလည်းမရုပ်ရှင်ရုံနဲ့ပတ်သက်ပြီးနာမည်ကြီးတွေကိုနေတို့ရဲ့ဇာတ်ကားနဲ့ပတ်သက်ပြီးနာမည်ကြီးတွေရိုးနဲ့တိုးကြကြိတ်ကြထိုးကြကြိတ်ကြနဲ့ဟိုရုံးသုံးကားတွေဖြစ်တယ်ဆိုနာမည်ကြီးတယ်ကျွန်တော်မြန်မာတွေကလည်းတော်တော်စိုးရဗျဒီကိစ္စမှာတော့ကထားပါတော့အဲ့တော့မြန်မာနှစ်ယောက်ကဒါထမင်းဘူးဝေးတာမလောက်ငါလို့ဆိုလူတာလူရင်းနဲ့အချင်းရန်ဖြစ်ကောထားပြီးထိုးမကြည့်မယ်ဖြစ်ထိုးရကြည့်ကြပေါ့ဗျအတင်းတုံးထိုးဘာညာဖြစ်ကောဖြစ်ကုန်နေချိန်မှာထိုင်းနိုင်ငံသားလုံခြုံရေးတပ်ကနေပြီးဝင်လာပြီးတော့ရန်ဖြစ်တာကိုတားတယ်မနေ့ကည9:00နာရီလောက်မှာလာတားတဲ့အခါမှာတားတဲ့ကောင်လားဆိုပြီးတော့တယောက်ကမြန်မာတယောက်ကဓာတ်နဲ့ထိုးလိုက်တယ်တားကောင်လားဆိုပြီးတော့တားလို့ဆိုမြန်မာနိုင်ငံသားတယောက်ဓာတ်နဲ့ဝင်ထိုးလိုက်တယ်ထိုးလိုက်တော့နင်းထိုင်နဲ့အဲ့ထိုင်းလုံခြုံရေးမျိုးသားက1 byte နဲ့ရင်ဘက်မှာဓာတ်တန်5ချက်နဲ့တခါတည်းခွေလေးလဲကြာသွားပြီးနောက်ဆုံးမှာထိုင်းအာဏာပိုင်တွေရောက်ရှိလာပြီးတော့ပြန်ပြီးစစ်ဆေးလိုက်တဲ့အခါကျတော့ဒီထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေလုံခြုံရေးပေါ့ထိုင်းလုံခြုံရေးကိုစေုံပို့ကြိုးစားတယ်ဒါပေမဲ့ကန်ဆိုးသွားဖြစ်ပေါ့နော်အသက်ကယ်လို့မရလိုက်ဖ ೇನೆ ဆုံးမသွားတယ်အဲ့တော့ဓာတ်ထုတ်ခံလိုက်ရတဲ့အတွက်မြန်မာနိုင်ငံသား2ယောက်ကိုတော့ပွင့်လင်းပြောရင်တော့မြန်မာနိုင်ငံသား2ယောက်ကိုတော့ဒါရှင်းပြောရင်တော့ဟိုအမှုဖွင့်မယ်ပေါ့ဗျာနော်အဲ့တော့ရန်ဖြစ်ခဲ့တဲ့မြန်မာနိုင်ငံသား2ဦးမှာ2ဦးတည်းတဦးကလည်းနောက်တစ်ယောက်ကလည်းဓာတ်မှာဒဏ်ရာတန်ချက်နဲ့ရတယ်ပေါ့နော်ဒဏ်ရာတန်ချက်ရတယ်ဒါပေမဲ့မသိဘူးတယောက်ကတော့မသိဘူးဆိုတော့ရန်ဖြစ်တာတယောက်ဓာတ်နဲ့ထိုးလိုက်တဲ့သဘောရှိတယ်ဟိုထိုင်းဝင်ဖြန့်ပြေးတဲ့ထိုင်းကိုလည်းထိုးတယ်နောက်သူနဲ့ဖြစ်တဲ့ရန်ဖြစ်ကောင်လည်းထိုးပြီးတော့ဟောပြတယ်ပေါ့အဲ့တော့ဓာတ်ထုတ်ခံရပြီးတော့တယောက်ကတော့မသိဘူးဒါပေမဲ့ဆေးရုံရောက်သွားတယ်သူလည်းဒဏ်ရာတချက်တည်းနဲ့ပေါ့နော်သိရတော့ဓာတ်တန်ရာ3ချက်လောက်ရသွားတယ်လို့သိရတယ်နော်ဆိုတော့ဓာတ်နဲ့ထိုးတဲ့လူကတော့ဘာဖြစ်လို့လဲဆိုတော့ဖြစ်ပြီးတိုင်းထွက်ပြေးသွားတယ်ခုဒီထိုင်းရဲတွေလိုက်ဖမ်းဖို့ကြိုးစားနေတယ်သူ့အချက်လက်ကိုစုံစမ်းပြီးဖမ်းဖို့ကြိုးစားနေတယ်ဆိုတော့လောလောဆယ်တော့ဒါမြန်မာနဲ့ပတ်သက်ဖြစ်တဲ့ဖြစ်စဉ်ကဲတော့ထိုင်းရောက်မြန်မာတွေထိုင်းမှာမြန်မာတွေတအားများတယ်ဗျမြန်မာတွေကတအားများတယ်ဘယ်လောက်များလဲလို့မေးရင်မြန်မာအင်အားပြင်းပြဖြစ်9 တန်းပတ်လက်လောက်ရှိတယ်လို့ကျွန်တော်တို့ခံမှန်းကြတယ်ပေါ့နော်9 တန်းဒီဘက်လောက်ရှိတယ်ပေါ့တရားဝင်နေရောတရားမဝင်နေရော CI နေရောဟိုစသဖြင့်စုံနေရောရှိတယ်ပေါ့ဗျာနော်အဲ့တော့အကုန်လုံးပေါင်းဟိုထောက်ထားရှိတာရောထောက်ထားမရှိတာရော passport ရှိတာရောမရှိတာရောအကုန်ပေါင်း9 တန်းပတ်လက်လောက်ရှိတယ်လို့ကြားတယ်နေ့တိုင်းလဲအဲ့ဒီအပေါ်ကနေပြီးတော့အကျိုးမြတ်ရနေလူတွေလည်းတက်ရတယ်လည်းရှိပါတယ်နော်အဲ့တော့ဟိုဘာပြောဒီလောက်များတဲ့ပမာဏအင်အားကြီးကိုထိုင်းလဲတော်တော်ထိန်းထားမှသဘောလို့ရှိတယ်ပြီးတော့မြန်မာတွေကြားထဲမှာလည်းအဲ့လိုပဲဟိုဇယိုက်ကျန်းတဲ့ကောင်တွေကပို့ပြီးတော့ social မှာပို့အောင်မြင်နာမည်ကြားနေလို့အဲ့ဒီကောင်တွေကိုအားကြပြီးတော့ထိုးကြကြိတ်ကြတက်ကြဖြတ်ကြတာကိုအားကြနေသလားတော့မသိဘူးပေါ့နော်။အဲဒါဆိုဇယိုက်ကျန်းတဲ့ကောင်တွေကထိုင်းမှာရှိတာကိုဇယိုက်ကျန်းတဲ့ကောင်တွေအဲ့ကောင်တွေကြောင့်အဲ့ကောင်တွေကမှွေတာနဲ့ပဲကျန်တဲ့ကောင်တွေက gangster လို့ဘာလို့ညာလို့တွားလို့တော့တချို့တွေဟိုအဖမ်းခံရတာမျိုးရှိတယ်ဟိုတာရှိလေးမဲဆိုင်မှာဖမ်းခံရတာတွေအဲမဲဆောက်မှာဖမ်းခံရတယ်ချင်းမိုင်မှာဖမ်းခံရတာတွေဘန်ကောက်မှာဖမ်းခံရတာတွေနောက်ဘန်ကောက် area တွေမှာဖမ်းခံရတာတွေအခြားနေရာတွေမှာပေါ့မြန်မာတွေတောင်းညမ်းလို့ဒုက္ခရောက်တဲ့ဟာတွေကထိုင်းမှာလဲနာမည်ကဒုနယ်ဒီတပုံတပင်ဒါကြောင့်လည်းထိုင်းမဘာသာဆိုပြီးတော့နှခမ်းမွေးလာပါလားမဟုတ်စိတ်လားအဲ့ကောင်အခုရှောက်ပြီးတော့သူအော်တဲ့အစီရောက်လာပြီးတော့ကျွန်တော်တို့မြန်မာတွေနေကြအောင်သူလှုပ်တာပေါ့နော်ဆိုတော့ကျွန်တော်မြန်မာတွေဘက်ကလည်းဆင်ကျင်ရမှာကျွန်တော်မြန်မာတွေဘက်ကလည်းဆင်ကျင်သင့်တယ်ဘာလို့ဆိုကိုကအိမ်ရှင်မဟုတ်တာဗျာတောင်ဆုံးသိကြီးပြောတဲ့စကားလို့ကိုကဧည့်သည်ပဲပြီးတော့မလိုအပ်ရင်တချို့ကိစ္စတွေကကိုဘက်ကမလုပ်တင်နေရှောက်မလို့ကြဘူးပြီးတော့အဲ့ရောက်သွားတဲ့မြန်မာတွေကလည်းခုနဟိုနေဆက်တွေဖြတ်ပြီးတော့တရားဝင်မှခွေသွားကြတာဆိုတော့ဒါတွေလည်းတားမြစ်နိုင်တားနိုင်စီးနိုင်တော့ကောင်းတော့ဗျာကိုကအစိုးရဘာဖြစ်နေလဲဆိုတော့ထိုင်းဘက်ကိုနေဆက်ကနေဖြတ်ကျော်ပြီးရောက်သွားတဲ့ဟာကိုကြတော့တားတယ်မတားဘူးလှုပ်ပေးတယ်အခုထိုင်းနေဆက်ကိုဖြတ်ပြီးတော့ဂျပန်တို့ဟိုဒူဘိုင်းတို့ဘာလို့သွားတဲ့တခြားနိုင်ငံတတိယနိုင်ငံတစ်ခုထပ်ပြီးတော့ထိုင်းအသုံးချပြီးသွားတဲ့လူတွေကြတော့အစိုးရအကုန်ဟိုကပိတ်တရားပိတ်ဟိုကတ်ဒီကတ်နဲ့ရှောက်လုပ်တယ်ဟိုမှာတော့ဒလောထွက်တယ်အောက်ချီမှာတော့ဒလောထွက်တယ်ဒါတွေကအကြီးကျယ်ဖြစ်နေတယ်ဒါတွေကို
adjustment ပြန်လို့ adjustment ပြန်လို့အောင်ပေါ့နော် adjustment ပြန်လို့ရမယ်လို့ကျွန်တော်နားလဲပြန်ညှိရမယ်ချိန်ညှိရမယ်လို့ကျွန်တော်နားလဲအဲ့တော့မြန်မာပြည်ပရောက်မြန်မာတွေကိုအလုပ်သမားတွေကိုလည်းကာကွယ်ဆောက်ရှောက်မှုပေးဖို့သူတို့လည်းစနစ်ကျနေတတ်အောင်လည်းကျွန်တော်တို့ဒီထိုင်းမှာရှိတဲ့အလုပ်သမားတိုင်ရရှိထိုင်းရရောက်နေတဲ့မြန်မာတွေကနေပြီးတော့ရှေ့ရ senior တွေကနေပြီးတော့ဒါတွေအကုန်လုံးစနစ်ကျplan ဆွဲပြီးတော့မြန်မာတွေကိုကာကွယ်မှုဆောက်ရှောက်မှုပေးဖို့တင်တယ်လို့ကျွန်တော်တို့ကြံပြုချင်တယ်ဗျာနော်ဒါတော့မဟုတ်ရင်မြန်မာတွေကနိုင်ငံတကာမှာနာမည်ဆိုးတွေထွက်တစ်ခုတစ်ခုထွက်တယ်ဗျာမကောင်းပါဘူးနော်အဲ့တော့နောက်တစ်ခုကတော့ဒီရန်ဖြစ်တာကိစ္စပြီးတော့ဒီပကံညောင်ဥပမာဖြစ်တဲ့ကိစ္စပေါ့ဒါလေးလေးကျွန်တော်တို့ဒီနေ့ဒီရက်ပိုင်းမှာဒီလောက်နာမည်တောက်လျှောက်နာမည်ကြီးနေတယ်ဒါပေမဲ့ကျွန်တော်ဒီတော့နည်းနည်းထည့်ပြောရမှာပေါ့နော်ပကံညောင်ဥပမာပြီးခဲ့တဲ့ရက်ပိုင်းเนี่ยနာမည်ထွက်နေတာဗာလဲဆိုတော့ပြီးခဲ့တဲ့နိုဝင်ဘာတည်းပေါ့နော်သတင်းထွက်နေတာနိုဝင်ဘာနောက်ဒီဇင်ဘာလစောပိုင်းနေသတင်းထွက်နေတာပကံညောင်ဥမှာအလဲသွားတဲ့မိသားစုတွေပျောက်သွားတယ်လို့ပြန်ပြီးဆွဲခံရတယ်လို့နောက်တစ်ခါဒီငွေညစ်ခံရတယ်လို့အစပြင်အဲ့လိုသတင်းတွေကပေါ်လို့ရအောင်ထွက်နေတယ်ဆိုတော့ပကံကိုသွားရင်းတယ်အဲ့ဒီကနေပြီးတော့အခြားနေရာမှာရှိတဲ့ဖရားတွေနဲ့လူပြတ်သူပြတ်တဲ့ဖရားတွေနောက်တစ်ခါဒီပုတ်ပါဘက်ကိုအတက်တွေစသဖြင့်ပေါ့ဒီလိုမျိုးနေရာတွေတော်တော်များမှာဖြစ်တယ်ဆိုတဲ့သတင်းတွေကခဏခဏကြားနေအဲ့တော့ပကံရင်ချင်းမှုနယ်မြေဒေသရဲ့လုံခြုံရေးကတော်တော်ဆိုးဆိုးဝါးဖြစ်နေသလားလို့အဲ့ဒီနယ်မြေမှာတာဝန်ကျနေတဲ့အရာရှိတွေကိုမေးရမှာဖြစ်နေတယ်ပြီးတော့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်းမေးရမှာဖြစ်နေတယ်နော်ဆိုတော့ပကံဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေတော်တော်များမရောက်ဘူးတဲ့သူနဲလောက်အောင်ရောက်ကြပါတယ်တော်တော်လေးပါပဲရောက်ကြပါတယ်ဆိုတော့ပကံလိုယဉ်ကျေးမှုဒေသကြီးမှာပြန်ပေးဆွဲတယ်လို့ခုနဒီဘာခေါ်လဲဒီဟိုဗာလဲငွေချင်းနဲ့ငွေနဲ့ပြန်သွားပြီးပြန်ပေးဆွဲလူတက်တယ်လို့စသဖြင့်ပေါ့ဗျာဟိုမျိုးစုံဒီလိုသတင်းတွေထွက်တယ်ဆိုတာမကောင်းပါဘူးဟိုနောက်ဆုံးထွက်တဲ့သတင်းကကြတော့ခုနောက်ဆုံးထွက်တဲ့သတင်းကကြတော့ဒီနေ့မနေ့က23ရက်နေ့မနေ့ပေါ့နော်မနေ့ကတဲ့နော်ဇနီးမောင်နှံတယောက်ကပုပ်ပါတောင်သွားမယ်ဆိုပြီးတော့ငှားထားတဲ့ဆိုင်ကနဲ့ပုပ်ပါတောင်ဘက်ကိုညောင်ရွှေစည်းကုံဖျားနီ Z Freddy Hotel ဆိုလာပါလားအဲ့ဒီ hotel ကနေပြီးတော့ပုပ်ပါတောင်တက်မယ်ဆိုပြီးတော့ဆိုင်ကနဲ့ထွက်တယ်ပေါ့ဗျထွက်သွားနေခုဒီနေ့ဒီပြန်မရောက်တော့ဘူးပြန်မရောက်လာသေးဘူးရောက်မလာသေးတော့ဘာဖြစ်လို့လဲမသိဘူးစိတ်ပူနေကြတယ်ပြီးတော့ပို့ဆိုတာသူတို့တွေကဒီနေ့မှာသူ hotel check out လုပ်ပါမယ်လို့ပြောပြီးထွက်သွားတယ်တဲ့ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟုတ်တာမဟုတ်တာခဏထားလောလောဆယ်သတင်းကဘာလို့ဆိုပြန်ပြီးဆွဲခံရသလားဆိုတဲ့သတင်းတွေရှေ့ရပိုင်းဖြစ်ခဲ့တဲ့အားတွေနဲ့ဆက်ဆက်ပြီးတော့ဒီနေ့ရောက်လဲပြန်ပြီးဆွဲခံရသလားမသိဘူးဆိုတဲ့သတင်းတွေကတူလို့တွေလူမှုကွယ်တွေမှာရှောက်ပြောနေကြပြီဆိုတော့ပကံရင်ချင်းမှုဒေတာကိုကင်ထားတဲ့လုံခြုံရေးတာဝန်ထားတဲ့ပုံကိုယ်တွေနဲ့အဲ့ဒီကိစ္စကိုတော့တေချာပြန်စဉ်းစားဖို့လိုပြီနောက်တစ်ခါတစ်ချိန်တော့ကျွန်တော်တို့ဒီပကံမှာတိုးရ police တွေရှိတယ်တိုးရ police တွေရှိတယ်ပေါ့တိုးရ police တွေရှိတယ်ဆိုတော့ဒီကြီးတော်ဝန်ဆောင်မှုပေးတဲ့ရဲတွေရှိတယ်အဲ့လူတွေကအလုပ်အများကြီးလုပ်ပေးနေတယ်အခုတော့အဲ့ဒါတွေသိလုပ်ပေးနေဆိုတော့တိတ်ရှိမပေါ်ဘူးပကံမှာလဲကိုဟာဒီလက်နက်ကင်ပုံကန်သူတွေတော့ဟိုထားကြွသူတွေကလည်းပကံဘက်ကိုရှောက်ပြီးတော့ပကံနာတစ်ဝိုက်နားမှာဟိုနားရောက်ဒီနားရောက်နေကြတယ်ဆိုတော့ဟိုတော်တော်ဒါကသတိထားမယ်ကိစ္စဗျဟုတ်တာမဟုတ်တာခဏထားသတင်းတွေကကောလာဟလတွေကပြန့်နှံ့ပြီးနောက်ဆုံးပကံကိုခီးသွားတွေကြာဆင်းသွားလိမ့်မယ်ပကံကိုသွားကျင်တဲ့လူတွေမသွားရဲတွေဖြစ်ကုန်ကြလိမ့်မယ်အဲ့တော့ကျွန်တော်တို့နိုင်ငံတော်ကြီးကတွေကြတော့သူကခီးတွေလူတွေကဒီလိုပြောပါသွားလာရှင်လန်းသွားပြောပါသွားသွားလာပြောရှင်နေကြတာကိုလူကြီးတွေကမြင်ချင်တယ်ဘာလို့ဆိုတော့တိုင်းပြည်တစ်ပြည်မှာတိုင်းပြည်တစ်ပြည်ကဟိုဘာလဲဆိုမသားအိမ်လို့6ကတ်နေလို့မရဘူးတိုင်းပြည်တစ်ပြည်ဆိုတာမသားအိမ်လို့6ကတ်နေလို့မရဘူးဒါမသားအိမ်တော့စီရဗျာဖဲဝိုင်းလို့ဆိုစီတယ်ပြောမကောင်းတိုင်းပြည်တစ်ပြည်ကပွင့်လည်းပြောရင်တော့မိုးဆိုးမအိမ်လို့6ကတ်နေလို့လည်းမရဘူးဒါမိုးဆိုးမအိမ်လည်းမဟုတ်ဘူးတိုင်းပြည်ကနော်အဲ့တော့ဟိုတိုင်းပြည်ကဘာဖြစ်နေရမလဲဆိုတော့ပျော်စရာရှိတာပျော်နေရမယ်12လရသည်ပွဲတွေနဲ့ပျော်နေရမယ်လူတွေကစိတ်ချမ်းသာပျော်ရွှင်နေရမယ်စင်ရတာချမ်းသာတာနွမ်းပါတာဟိုထဲဝါတာဒါတွေကတစ်ပိုင်းပေါ့နော်လောလောဆယ်လူတွေကပျော်တဲ့တော့ပျော်နေရမယ်ဝမ်းသာတဲ့တော့ဝမ်းသာနေရမယ်ပုံမှန်ဒေသန္တရပျော်ဝဲရှင်ပွဲတွေပွဲလန်းတဲ့ခန်းတွေရှိနေရမယ်ဥပမာကျွန်တော်တို့ငယ်တွေကကျွန်တော်တို့ဆိုလေပွဲလန်းတဲ့နဲ့ငယ်တော့ပွဲလန်းတဲ့ရှိပြီးဆိုကျွန်တော်တို့ကလေးပေါ်တော့ပွဲလန်းတဲ့တွားပြီးပျော်နေကြတယ်အဲ့လိုပွဲလန်းတဲ့ရှိကြမယ်အဲ့ပွဲလန်းတဲ့ပျော်နေရမယ်လူတွေကဘာလို့လဲလူဖြစ်နေမွေးလာတာကျွန်တော်စိတ်ညစ်ဖို့တစ်ချိန်လုံးစိတ်ညစ်ဖို့မွေးလာကြတာမဟုတ်ဘူးတစ်ချိန်လုံးဝမ်းနေဖို့မွေးလာကြတာမဟုတ်တစ်ချိန်လုံးကြေကွဲဖို့မွေးလာမှာမဟုတ်တစ်ချိန်လုံးဒေါသရတဲ့နေရာကိုမွေးလာတာမဟုတ်ကျွန်တော်တို့လူဘဝလူပြီးသားဆိုတာပျော်ရမယ်ရှင်ရမယ်ဒီဘာလေးတော့ရှိရမယ်လူဘဝရောက်လာပြီးမပျော်မရွှင်ရတဲ့လူဆိုဘယ်လိုလုပ်ကောင်းမလဲဗျအဲ့တော့ပျော်ရွှင်နေရမယ်ခီးတွေသွားနေရမယ်လာနေရမယ်ဒီလိုသွားနေတဲ့ money circulation ဖြစ်လာမယ်နောက်တစ်ခုလူတွေကြားမှာအပြန်အကူလို့ဆိုတာမှုအားကောင်းလာမယ်ဒေတာတစ်ခုလူမှုချင်းတွေအယူဆတွေတွေးခေါ်တွေနောက်တစ်ခါအစားတောက်တွေကုန်တွေဖလဲကြမယ်ဒီလိုနဲ့လူတိုင်းပြည်ဆိုတာဒီလိုသွားတာအခုပကံလိုနေရာမျိုးကလူတွေနှစ်တိုင်းဟိုပြောမယ်12လရာဒီတိုင်းမှာသူကပကံမသွားကြတာပဲကျွန်တော်တော့ပြီးခဲ့တဲ့နှစ်ကရောက်ခဲ့ပါတယ်လို့ကျွန်တော်ပြောပြီးပြီးခဲ့တဲ့နှစ်စောပိုင်းကျွန်တော်ရောက်ခဲ့ပါတယ်လို့ပြောပြီးဆိုတော့သွားရမယ်လူတွေသွားမယ်အခုကဘာလဲဆိုတော့အဲ့လိုမျိုးဟိုဘာလဲဖမ်းတယ်စီးတယ်ပြန်ပေးဆွဲတယ်တတ်တယ်စဒီလိုသတင်းတွေကြားရင်လူတွေကလန့်မှာပေါ့ဗျလန့်တာပေါ့အဲ့တော့အာနာပိုင်တွေနဲ့ဘာလုပ်ရမလဲဆိုတော့ပကံ safe ဖြစ်တယ်ဆိုတော့လုပ်ရမယ်ပြီးခဲ့တဲ့ပွဲကပကံမှာမာရသွန်ပွဲတော့တစ်ခုလုပ်လိုက်တယ်လူတွေကပကံ safe ဖြစ်ပြီလူအိုးသွားကြတယ်အခုဒီဘက်မှာတစ်ခါပြန်ပြီးဆွဲတယ်ဆိုတဲ့သတင်းတွေကပေါ်လို့ရိုက်အတန်လေးနဲ့ထွက်လာတဲ့ခါကျတော့ဟုတ်တာမဟုတ်တာခဏထားပေါ့နော်အဲ့ဒါကိုအစိုးရဟာတည်တည်ချာချာစုံစမ်းပြီးဖော်ထုတ်ပြီးတော့
အများပြည်သူတယောက်ထုတ်ပြန်ပေးရမယ်ပကံဒေတာသည်တင်းငိမ်အေဂျင့်နဲ့ရှိတယ်မရှိဘူးဘလို့ဖြစ်တယ်မဖြစ်ဘူးဆိုတာအများပြည်သူထုတ်ပြန်ပေးရမယ်ထုတ်ပြန်တဲ့အခါမှာဒီတိုင်းကိုထုတ်ပြန်ရင်အစိုးရထုတ်ပြန်ချက်ကိုလူတွေမယုံဘူးဆိုရင်ပုဂ္ဂလိကမီဒီယာတွေဒီ social influencer တွေနောက်စေုပ်ဆောင်တွေဒါတွေနဲ့ကိုပေါင်းပြီးတော့တွားပြီးတော့တေချာချက်နဲ့လုပ်မှရမယ်နော်နောက်မှဆိုရင်ကျွန်တော်တို့တခြားနိုင်ငံတွေကိုတော့သူ tourist site တွေကို tourist site တွေကိုလို့သူများတွေလူတွေကို inbound tourism outbound tourism တွေဟိုပြည်တွင်းခီးသွားတွေဟို international ခီးသွားတွေကိုလာလဲခြင်းအောင်သူများတွေဆွဲဆောင်တဲ့အချိန်မှာကျွန်တော်တို့ကဒီလိုထွက်တဲ့ကောလာလာကိုမရှင်းတဲ့အပြင်မဆွဲဆောင်တဲ့အပြင်ဒီလိုကောလာလာတွေတော့မရှင်းတော့ကျွန်တော်တို့လူတွေကြားမှာတူလို့တွေနဲ့ဆိုရင်တော့ဖြစ်တာပေါ့ဗျာဒါလေးကသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းရင်နောက်တစ်ခါမန္တလေးကိုတာဝန်ယူထားတဲ့ဝင်းချုပ်နဲ့ဆိုရအဖွဲ့တာဝန်ရှိတဲ့လူတွေနောက်တစ်ခါတိုင်းစစ်ဌာနချုပ်ကတာဝန်ရှိသူတွေဒီလူတွေအကုန်လုံးပေါင်းပြီးတော့ဒီကိစ္စကိုစဉ်းစားဖို့လိုတယ်ပကံဆိုတာကျွန်တော်သိသလောက်တော့ပကံကတော့ဒါအရေးကြီးတဲ့နေရာဒေသတွေမှာပါပါတယ်ဟိုအဲ့တော့ဘာပြောဒါလေးလေးထည့်စဉ်းစားဖို့လိုတယ်လို့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေကိုတိုက်တွန်းချင်ပါတယ်နော်ခင်ဗျားတို့ဒါလေးတော့အလုပ်တော့လုပ်ကြဖို့လိုတယ်လို့မြင်တယ်ရွေးကောက်ပွဲအောင်ပွဲရဖို့ရွေးကောက်ပွဲမဲဆွယ်ရေးလုပ်တာတို့ရွေးကောက်ပွဲအောင်မြင်ကျင်းပဖို့တဲ့လှုပ်တာတွေလှုပ်တာတစ်ပိုင်းပေါ့ဗျာတစ်ဖက်မှာလည်းခီးသွားကိုမမေ့ဖို့လိုတယ်လို့ပြောချင်တာခီးသွားခြင်းနဲ့ပြည်သူတွေအခုခင်ဗျားတို့ကျွန်တော်ပြောတဲ့ကြိုက်ထီယိုမှာလူပြစ်ကြတယ်ကြိုက်ထီယိုရဲ့ဟိုဘက်ချမ်းလေးမှာဟိုဘက်ချမ်းနည်းနည်းလေးကြော်ရတာတစ်မိုင်နှစ်မိုင်လောက်ကြော်ရတာကြိုက်ထီယိုတောင်ကြီးရဲ့ဟိုဘက်နှစ်မိုင်လောက်ကြော်ရတဲ့လက်နက်ကင်ထားကြွသူတွေနေမြေးဆိုတာကျွန်တော်တို့လည်းသိတာဒါပေမဲ့ရအောင်ဘလို့ညီနိုင်လိုက်လေလို့ကျွန်တော်တို့မသိဘူးဘလို့တွေတိုင်မင်းလိုက်လို့ကျွန်တော်မသိဘူးမဲ့အဲ့ဒီကြိုက်ထီယိုပါခင်ဗျားတို့ဘလောက်များလို့ဓာတ်ပုံတွေပြီးရထွက်လိမ့်မယ်ပြစ်ကြတယ်လူတွေကြိုက်ထီယိုဘက်မှာပြစ်လူတွေခြေချတဲ့နေရာမရှိတော့ပြစ်ကြပျော်နေကြတယ်ဘာလို့လဲဆိုလုံကြုံတယ်စိတ်ချတယ်အန္တရာယ်ကင်းတယ်လို့လူတွေခံစားတဲ့အခါသွားကြတယ်ငွေဆောင်ချောင်းသာပြည့်ကြက်နေတာပဲသွားကြတာပဲပြင်ဦးလင်ပြည့်ကြက်နေတာဗာလုံကြုံစိတ်ချတယ်ဆိုရင်လူတွေအလဲပတ်သွားကြတယ်ပျော်ရွှင်ကြတယ်အဲ့တော့လူတွေကိုဘာပေးမှလဲဆိုတော့အစိုးရတာဝန်ရှိသူတွေဒေသန္တရတာဝန်ရှိသူတွေစဉ်းစားဖို့လိုတယ်လူတွေကိုဘာပေးမှလဲလူတွေပျော်ခိုင်းမှလားလူတွေငိုခိုင်းနေမှလားလူတွေထွက်ပြေးခိုင်းနေမှလားလူတွေကြောက်လန့်တကြားနေစေချင်တာလားအဲ့ဒါအစိုးရရဲ့ပေးတဲ့ message ပေါ်မူတည်ပြီးတော့အပြောင်းလဲတွေလူတွေကြားထဲမှာဖြစ်ပါတယ်လူဟာလူပါလူဟာလူလိုပဲနေချင်ပါတယ်ပျော်ချင်ကြပါတယ်အဲ့ဒါလေးကိုသိဖို့လိုတယ်လို့တော့ကျွန်တော်တိုက်တွန်းချင်ပါတယ်နော်ဒါလေးကဒီကိစ္စတွေကြိုးကြလို့ထည့်ပြောတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟိုဟာ SSPP နယ်မြေမှာဖြစ်သွားတဲ့ဇလန်တစ်ခုပေါ့ဒါကတော့အမျိုးသမီးငယ်တွေသတိထားဖို့လိုတဲ့ကိစ္စပါဒီအမျိုးသမီးငယ်တယောက်ကိုဗျာသူ့ချစ်သူရည်သားပါပါတယ်လို့တော့ကြားတယ်နော်အဲ့ဒီအမျိုးသမီးတယောက်ကိုဒီဇင်ဘာ15ရက်မိုင်းရှူးမြို့နယ်မိုင်းအော့ကျေးရွာအုပ်စုမှာနေထိုင်တဲ့18နှစ်အရွယ်အမျိုးသမီးတယောက်ပေါ့နော်အဲ့ဒီအမျိုးသမီးတယောက်ကို online ကတဆင့်အမျိုးသားတယောက်ကသူတို့သမီးဆိုင်ဖြစ်ရထင်ပါတယ်ပြီးလည်းပြောတန်ရန်ဘက်မှာအလုပ်လုပ်ဖို့ဆိုပြီးတော့လိမ့်တယ်လိမ့်လဲပြီးလည်းပြောသူတက်လုပ်ဖို့သူပြောတယ်ပေါ့တန်ရန်မှာအလုပ်လုပ်မယ်လုပ်ရမယ်ဆိုတော့ကလိမလေးရလဲဒါသူ့ရည်သားလည်းဖြစ်တယ်လို့ယူဆတယ်ပေါ့ကျွန်တော်သိရတော့ဂျုံကြည့်ပြီးတော့ဒါသွားတယ်ပေါ့တန်ရန်ကိုသွားတယ်မိုင်းလာကနေတန်ရန်ကိုသွားတယ်တဲ့သွားတဲ့ခါမှာသူ့ကိုအမျိုးသား6ဦးကလာပြီးတော့လာဆောက်တယ်သူလာမယ့်နေပြားဆောက်ပြီးတော့ပြီးလည်းပြီးတော့ပြန်ပြီးဆိုတဲ့ပုံစံကိုဖန်ခေါ်သွားတယ်ဖန်ခေါ်သွားလည်းပြီးလည်းပြီးတော့နော်ဖန်ခေါ်သွားပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်ချင်းပြီးတော့အဲ့မျိုးသမီးကဒီပျောက်သွားတယ်ပေါ့ပျောက်သွားလည်းပြီးတော့သူ့မိသားစုတွေလိုက်ပါလာညာလိုက်ရှာကြတဲ့နောက်ဆုံးမှာဒီသူ့ကိုပြန်ရွေးပါဆိုမိဘတွေစီကိုအဲ့ဒီခုနပြန်ပြီးဆိုတဲ့လူ9ယောက်ကသမီးသားအောင်ဆောင်အလုပ်ရမယ်လို့ပြောဟန်ဆောင်ပြီးတော့ဘဝတူတုံညံဘာညာပေါ့ဗျာမျိုးသမီးကိုညာပြီးတော့ခေါ်ပြီးနောက်ဆုံးအဲ့မျိုးသမီးကိုခေါ်သွားလည်းပြီးပြန်ပြီးဆွဲပြီးတော့အခုလူသူမိဘတွေဆိုဆက်သွယ်ပြီးတော့အဲ့ကလေးမလေးကိုပြန်လို့ချင်း300ပေးပါတို့မပေးနိုင်ဘူးဆိုအနည်းဆုံး300ပေးပါတို့စသဖြင့်ပေါ့ဗျာပြောကြတယ်ပြောရရင်အဲ့လိုတောင်းဆိုနေနေအမှအဲ့မျိုးသား6ဦးရှိတဲ့နေရာကို SSPP ကသတင်းရသွားတယ်ထင်တယ်တွားပြီးတော့ပြီးခဲ့တဲ့ဒီဇင်ဘာ19ရက်နေ့ညလောက်မှာတန်ရန်မြို့ရက်ကွက်6တရုတ်တင်ញကုန်းနာမှာရှိတဲ့အငှားအိမ်တိမ်မှာအဲ့အိမ်မှာ SSPP ကဝင်စီးလိုက်တဲ့ခါအဲ့6လုံးဖမ်းဆီးရမိတယ်အမျိုးသမီးလည်းမိသွားတယ်အဲ့မှာဘာဖြစ်ကံကောင်းစွာဖြင့်အဲ့အမျိုးသမီးတော့သူ့မိသားစုစီပြန်ရောက်သွားတယ်ပေါ့ SSPP ကလုပ်ပေးတာဆိုတော့အဲ့ဒီတန်ရန်တို့အဲ့ဒီဟိုဘက်ချမ်းမှာ SSPP နယ်မြေထဲမှာကဒီ online လိမ်လည်ရေးလုပ်ငန်းတွေအများပြားရှိတယ်အဆောက်အဦတွေလည်းရှိခုတည်းရှိတဲ့အဆောက်အဦတွေ online လိမ်လည်ရေးလုပ်ငန်းတွေအများကြီးရှိတယ်ဒီလိုပဲဒီတခြားသောကိစ္စပေါင်းများစွာပေါ့မတရားဒီဘခေါ်မှဒီတရားမဝင်လုပ်ငန်းပေါင်းများစွာမွေးစေဝါမှုတွေမြတ်တရာပေါင်းများပြည်စရာတွေအဲ့ဒါအများကြီးရှိတယ်ဒီကလေးမလေးပြည်စရာဖြစ်မရောင်းလိုက်သေးတာကံကောင်းဆိုတော့ဒီ online လိမ်လည်မှုဂိုင်းတွေကိုအယောင်းမခံရသေးခင်ဒီခုနပြည်စရာဖြစ်အယောင်းမခံရခင်အဲ့ဒီအချိန်လေးမှာကယ်လိုက်နေတာကံကောင်းတာဒါ SSPP ကကြည့်ရတာဒီကလေးမလေးနဲ့ဆက်ဆက်တဲ့ဟွာတွေနဲ့ SSPP နဲ့ link တစ်ခုရှိနေပုံတော့ရတယ်အဲ့တော့အသေးအတန်သူတို့ပြန်ဖမ်းပြီးသူတို့လူသူတို့ပြန်ဖမ်းပြီးပြန်ပို့ပေးသလားတော့မသိဘူးဆိုတော့ SSPP ကဒါနာမည်ကောင်းပြန်ယူချင်တာပေါ့သူတို့မှလည်းနာမည်ကဘာဖြစ်လဲဆိုတော့သူတို့ကဒါပြောင်းရင်းနေပေမဲ့သူ့နေမြေထဲမှာဒီ online လိမ်လည်ရေးစခန်းတွေရှိနေတယ်ဆိုတာကိုဒီကဘာလုံးကသိတယ်တရုတ်ကသိတယ်အမေရိကန်သိတယ်ကျွန်တော်မြန်မာအစိုးရလည်းသိတယ်အဲ့တော့ SSPP ကဒီ online လိမ်လည်ရေးလုပ်ငန်းတွေ SSPP လည်းပါဝင်လုပ်ကိုင်နေတယ်ဆိုတော့ကျွန်တော်တို့သတင်းတွေရထားတယ်ပေါ့နော်ဆိုတော့ဒါကတော်တော်ဟိုဘာဖြစ်တယ်အဲ့တော့ဒီချိန်မှာဒီကလိမလေးကိစ္စသတင်းပေါ်လာတာ SSPP ကဒီသတင်းကိုပြန်ပြီးတော့တုံးတောင်းလုပ်ချင်တယ်ဒါမှမဟုတ်လူတွေကြားထဲမှာသူကလူတွေကိုသူတို့ဒီလိုမျိုးပြန်ပြီးဆွဲမှုတွေသူတို့ပြန်ဖမ်းပါတယ်ဘာညာဆိုလုပ်ချင်သလားတော့မသိဘူးမိတို့ရင်ဖြစ်စေကမို့ကလိမရေးတောက်တော့ကံကောင်းစွာဖြင့်
ဒါအယောင်စားမခံလိုက်ရခင်မှာပဲကဲလိုက်တယ်နေဆိုဖြစ်စဉ်ဒါကြောင့်အမျိုးသမီးတွေလည်းပြောချင်တာ social media ဘောကနေပြီးတော့ TikTok တွေ Facebook တွေ YouTube တွေအစရှိတဲ့ social media Bigo တို့ဘာခေါ်မလဲဒီ Instagram တို့အစရှိတယ်ပေါ့နော်မျိုးစုံ Telegram တို့အစရှိတဲ့ social media platform ပေါင်းများစွာပေါ်ကနေကိုယ့်ရဲ့ဒီတချို့ information တွေကိုမလိုအပ်ဘဲမထုတ်တာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အမျိုးသမီးတွေရဲ့တန်ဖိုးကဈေးကြီးပါတယ်။အမျိုးသမီးတွေဈေးမပေါ်ပါနဲ့။ကိုယ့်ကိုယ်သိဖို့လိုပါတယ်။အမျိုးသမီးတွေဈေးမပေါ်ဖို့လိုပါတယ်။ဈေးပေါ်လုံးပိုင်းလည်းမကောက်ပါဘူး။တော့တချို့လိန်တဲ့မျိုးသားတွေနဲ့တွေ့ရင်ဒုက္ခရောက်တတ်ပါတယ်။ဒါလေးတော့သတိထားဖို့လိုတယ်လို့ကျွန်တော်ဂျုံကြလို့ထည့်တိုက်တွန်းပါတယ်နော်။အဲ့တော့ဒါလေးတစ်ခုပြီးတော့ကျွန်တော်တို့ဒီဘိုးချုပ်မူကြီးတန်လျင်သွားတဲ့တန်လျင်မှာရေဓာတ်နေပွဲတက်တာလေးရယ်နောက်တစ်ခါဒီတန်လျင်ရေနှက်ချက်ဆက်ရုပ်ကိစ္စလေးရယ်ဒီနှစ်ခုကိုကျွန်တော်ဒီအားချိတ်ပြီးပြောပါမယ်။ဘိုးချုပ်မူကြီးကခရီးတော်တော်သွားတယ်ဗျ။တော်သွားတယ်။ခင်ဗျားတို့လည်းသိပါတယ်ပြီးခဲ့တဲ့2ရက်လောက်ကမှဟိုဒီမကွေးဘက်ကိုရောက်တယ်။မကွေးမင်းဘူးတို့ရောက်တယ်ပြီးလည်းပြီးတော့နောက်တစ်ချိန်မှာပြည်ကိုရောက်လာတယ်ပြည်မှာရှိတဲ့ပြည်သူတွေကြားထဲမှာပြည်ရဲ့ညာစည်းထဲမှာပြည်သူတွေနဲ့ကြားထဲမှာသွားဈေးဝယ်ပါလှုပ်တယ်စသဖြင့်ပေါ့ဒါကြီးလှုပ်တယ်ဆိုတော့ဟိုပြည်သူတွေကြားထဲမှာသူရှောက်သွားပြီးပစ္စည်းလိုက်ဝယ်ပါညာလှုပ်တယ်ဆိုပြောရင်တော့ तू လည်းသူ့ပြည်သူလူနဲ့ तू ထိတွေ့ခြင်းနဲ့စိတ် तू မှာရှိတယ်ဆိုတဲ့အသိပေါ့သူပြည်သူတွေ तू နဲ့တခါတည်းဟိုမိုးနိုင်မျိုးလိုကွာနေတဲ့နေရာမှာ तू မနေချင်ဘူးထင်ပါတယ်အဲ့တော့ तू ကနိုင်ငံအကြီးအကဲတော့ဖြစ်တယ်သို့တော့ပြည်သူနဲ့လည်းထိတွေ့ခြင်းတဲ့အတွက်အောက်ခြေပြည်သူနဲ့ထိတွေ့ခြင်းတဲ့ तू အဲ့ညာစည်းထဲနဲ့ပဲရှောက်သွားတယ်သွားတော့ညာစည်းထဲမှာ तू တခုရှိရပါနိုင်ငံတော်ကြီးကဖြစ်တဲ့ခါကျတော့သူ့လုံခြုံရေးတော့ရှိရတာပေါ့ဗျာမရှိလို့မရမယ်ဒီတိုင်းလွတ်ပြီးလျှောက်သွားလို့မရတာနော်ဒီနေ့ခင်းချင်းကတိုက်ပြည်နိုင်ငံရေးခင်းချင်းကဒီဘယ်သူမှယုံကြည်စိတ်ကြတဲ့ခင်းချင်းမှမဟုတ်တာပေါ့နော်အဲ့တော့သူလုံခြုံရေးနဲ့တော့သွားတယ်သို့တော့သူ့ပြည်သူနဲ့သူထိတွေ့ခြင်းတဲ့ခါကျတော့သူအောက်ခြေကိုဆင်းတဲ့ခါပြည်မြို့မှာရှိတဲ့ညာစည်းတဲ့သူလျှောက်သွားတယ်အဲ့တော့လွန်ခဲ့တဲ့2ရက်လောက်ကမှ तू ကမကွေးမင်းဘူးရှိနေပြီနောက်မှပြည်ရောက်တယ်ပြီးလည်းပြီးအခုဘတ်ဆိုပြီးတော့နောက်တစ်နေ့မှာမနေ့ရဆိုရင်ရန်ကုန်သူရောက်လာတယ်ကဲရန်ကုန်ရောက်လာပြီးတော့မဖြစ်လဲဆိုရန်ကုန်ရောက်လာဘာလုပ်လဲဆိုတော့ तूရန်ကုန်ကဘာခေါ်လဲဒီဘာခေါ်လဲကျွန်တော်တို့ဒီခရစ်ယာန်ပေါ့နော်ခရစ်ယာန်ရဲ့ဒီခရစ်စမတ်ကိုဒါကာဒီနယ်ချားစ်မောင်ဘိုရိုးနဲ့အတူတူညဘက်သူတက်တယ်ညပွဲတက်ပြီးသူအမှဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အတွေ့အကြုံယူဆလေးသူပြောတယ်အဲ့မှာလည်းသူဘာသာရေးပတ်သက်ပြီးကျွန်တော်နိုင်ငံလွတ်လပ်စွာကိုယ်ပေးထားတဲ့ဘာသာအလုံးတန်းတူညီမျှလို့ဆိုကိုယ်ပေးတယ်ဆိုတဲ့အားတွေနဲ့ဒီဘာသာရေးအဆုံးအမတွေနဲ့လူတွေကဒီတင်းကြီးအေးချမ်းကိုလိုလားမှုတောင်းတမှုရှိရမယ်ဆိုတာမျိုးသူရှုထောင့်မျိုးတွေနဲ့သူပြောပါတယ်ဆိုတော့ဘာသာရေးအဆုံးမရှိတဲ့လူကတင်းကြီးအေးချမ်းကိုလိုလားတယ်ဘာသာရေးအဆုံးမရှိတဲ့လူကဘာသာရေးအတိတရားရှိတဲ့လူကဒီငြိမ်းချမ်းကိုလိုလားတယ်ဘာသာသာသနာမသိအမျိုးတွေကြတော့ဒီငြိမ်းချမ်းကိုမလိုလားဘူးနော်အဲ့ကျွန်တော်ပုံမှန်လေးပြောတာဘာသာရေးအတိရှိတဲ့လူဘာသာရေးအတိရှိတဲ့လူနောက်တစ်ခါဘာသာရေးကိုလေးစားတမိုးထားတဲ့လူကဒီငြိမ်းချမ်းကိုလိုလားတယ်အဲ့တော့ဘာသာရေးကိုမသိဘာသာရေးကိုမသိတဲ့ဒီအမျိုးတွေကြတော့အဲ့တိုက်ပြီးပြည့်စည်ကြောင်းကိုပဲလိုက်လို့ကြရရှိတယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့စဉ်းစားကြဖို့လိုတာခင်ဗျားတို့ကျွန်တော်ကဘာသာရေးအသိရှိတဲ့လူတွေလားဘာသာရေးသတိရှိတဲ့လူတွေလားဘာသာရေးတမိုးထားတဲ့လူတွေလားမဟုတ်လားကိုယ့်ကိုပြန်ဆန်းစစ်ဖို့လိုတယ်ဘာသာရေးနဲ့ဒီငြိမ်းချမ်းရေးကဒွန်တွဲနေတယ်ဘယ်ဘာသာကမှမတိမငြိမ်ဖြစ်မှုကိုမတိုက်တွန်းမတိမငြိမ်ဖြစ်အောင်လုပ်တယ်ဘယ်ဘာသာကမှတွန်းမဖို့အဲ့တော့ဘာသာရေးရဲ့အဆုံးအမကကျွန်တော်အားလုံးလူသားအားလုံးကိုတည်ငြိမ်အေးချမ်းရေးဘက်ကိုတွန်းပို့ပေးတယ်အဲ့တော့ဘာသာရေးအဆုံးအမတွေနဲ့ကျွန်တော်နေနိုင်တဲ့လူဘာသာရေးသိရှိတဲ့လူစိတ်ရှိတဲ့လူနောက်တစ်ခါတကယ်ကိုဝါပြတဲ့လူကတော့ဟိုအတိတရားရှိလူကြတော့တည်ငြိမ်အေးချမ်းရေးကိုတွန်းပို့တိုက်တွန်းတယ်တည်ငြိမ်အေးချမ်းရေးကိုလိုလားတယ်အခုဘုံကြီးကလည်းဒါသူတည်ငြိမ်အေးချမ်းရေးကိုသူလိုလားတဲ့စိတ်နဲ့သူပြောသွားတယ်ဒါသူ့မှာဘာသာရေးအသိဘာသာရေးအတွေးခေါ်ဘာသာရေးယူဆအမြင်တွေဆိုရှိတယ်ဆိုတော့ဒါကိုတွေ့ရတယ်ဆိုတော့ဘာသာမသိဖျားမသိတရားမသိလူမိုက်လူရန်ကားတွေကြတော့တိုက်မယ်ခိုက်မယ်တတ်မယ်ဖြတ်မယ်သေဟကြေဟဒါပဲပြောနေတယ်တစ်ချိန်လုံးအဲ့တော့ခင်ဗျားတို့စဉ်းစားတတ်ဖို့ပြောတာပါနော်လူဟာရှင်းရှင်းလေးပဲခင်ဗျားတို့ဘေးမှာလည်းဟိုတကယ်ကိုရဟန်းတန်ခါဆရာတော်တန်ခါကြီးရှိမယ်တခြားခင်ဗျားတို့ဘေးမှာလည်းတကယ်ကိုတရားဘာသာရေးအသိပညာမြင်မာတဲ့ပုံကိုယ်ကြီးများဆိုခင်ဗျားတို့ဘာသာအသီးသီးမှာရှိတယ်အဲ့လူတွေအကုန်လုံးရဲ့နှုတ်ကထွက်တဲ့စကားဟဲ့တပ်ပလိုက်ဟဲ့ချကွာတိုက်မယ်စောမယ်တေးချော့အညိုတိအာဃာပြောသလားဒါမှမဟုတ်သူတို့ကတည်ငြိမ်အေးချမ်းရေးဆိုတော့ငြိမ်းချမ်းခြင်းတရားကိုဟောသလားအဲ့ဒါအဖြေပဲအဲ့တော့ခင်ဗျားတို့ဟိုလက်ခံထားတဲ့ဆိုတဲ့ခေါင်းဆောင်သူခင်ဗျားတို့ကြိုက်တယ်ဆိုတဲ့ပုံကိုခင်ဗျားတို့သဘောကျတယ်သူခင်ဗျားတို့ထောက်ခံနေတဲ့ပုံကအဲ့ဒီသေဟတဟာတိုက်ဟာခိုက်ဟာစောချဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့လူဆိုရင်အဲ့စကားတွေကြမ်းကြမ်းတမ်းတမ်းပြောနေပြီဆိုရင်အဲ့လူကဘာသာရေးအသိနှုံနေတဲ့လူဘာသာရေးအသိတရားမဲ့တဲ့လူဘာသာသာသနာနားမလဲတဲ့ကောင်အဲ့လိုကောင်မျိုးဖြစ်မနေဘူးလားအဲ့တော့ခင်ဗျားတို့အဲ့လိုကောင်မျိုးနဲ့အတူရှင်တွဲနေထိုင်မှာလားဒါမှမဟုတ်တည်ငြိမ်အေးချမ်းရေးလိုလိုက်လို့ရှင်တွဲမလားခင်ဗျားတို့ကြိုက်တာစဉ်းစားလို့ရတယ်ဒါတစ်ချက်ပေါ့အဲ့တော့ကျန်တဲ့လက်နက်ကိုင်အုပ်စုတွေကတော့တတ်မယ်ဖြတ်မယ်တိုက်မယ်ခိုက်မယ်စောမယ်လှော်မယ်ဆိုတာကြီးပဲပတ်သက်ကပြောနေတာဘုံကြီးကတော့ရှင်းတယ်ဘာသာရေးအသည့်နဲ့တည်ငြိမ်ရေးချမ်းရေးကိုတို့တွေအတူတူသွားကြဖို့ဆိုတော့သူတိုက်တွန်းထားတယ်ဒါသူ့ရဲ့ဟိုပါပဲအဲ့တော့โอเคအဲ့ဒါပြီးတော့မနေ့ကညသူအဲ့ဒါပြီးနောက်ဒီနေ့ကျတော့သူတန်လင်းနဲ့ချက်ဆက်ုံသွားတယ်သူ့ရဲ့ရေဓာတ်နေအထိမ့်မပွဲကိုတက်တယ်ပေါ့နော်ဆိုတော့ရေဓာတ်နေအထိမ့်မပွဲကတော့ကျွန်တော်မှထူးထူးခြားကြီးထူးထူးကိန်းအများကြီးပြောကြတော့မလိုဘူးသို့တော့ထဲ့တော့နည်းနည်းတော့ပြောရမယ်ရေဓာတ်ကတမတော်ရေဖွဲ့စည်းကြောင်မှု88နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားဆိုတော့တမတော်ရေဟာခင်ဗျားတို့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်နော်တမတော်ရေက
1949ခုနှစ်ဒီဇင်ဘာ24ရက်နေ့စပြီးတော့အပျော်တမ်းရေတပ်ကိုစပြီးတော့ဗမာရေတပ်တော့ဘာမှနေပြီးဆိုစဖွဲ့စည်းတယ်အဲ့မှာဒုတိယဗိုလ်မှူးကြီးမောင်ပိုကနေပြီးရေတပ်ဦးစီးချုပ်ဖြစ်နေအင်္ဂလိပ်ထမ်းနေလွှဲပြောင်းစတင်ယူတယ်ပြောရင်တော့ကျွန်တော်တပ်မတော်ကြီးရဲ့နောက်ဆုံးဦးစားထိဆုံးခေါင်းဆောင်အကြီးခဲ့ရလဲတာဗိုလ်ချုပ်အောင်ဆန်းပါပဲပွဲလင်းပြောနေဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်မေယူသမောယူသူကိုယ်တိုင်လက်လွှဲဖိတ်ခဲ့တဲ့ဟာရှိမေယူသမောမင်းကုန်းပြောတာရှိတယ်ကောက်ဒါတွေမှတ်တမ်းတွေရှိပါတယ်โอเคထားတော့ကျွန်တော်စတူဆောင်တော့တပ်မတော်ကြီးကအရာရှိ85ဦးစစ်သည်900ပြောရင်တော့985ဦးနဲ့ကျွန်တော်စခဲ့ရတယ်စစ်ရေးရင်နဲ့ပြောမယ်ဆိုလဲ free gate မေယူတစီမိုင်းရှင်းရေး2စီတိုက်ရေး12စီနဲ့စစ်ရေးစုပေါင်း15စီပဲစတာပြောရင်အရာရှိစစ်သည်900နဲ့85ဦးเนาะစစ်သည်မောက15စီးတဲ့နဲ့ကျွန်တော်တို့တပ်မတော်ကြီးကစခဲ့ကြတာအခုဘယ်လောက်များလဲလို့မေးအဲ့တဲ့10သားမကရှိပါတယ်အခုအဲ့တဲ့10သားမကရှိပါတယ်10သားကမှရှိပါတယ်စစ်သည်မောလည်း10သားမကရှိပါတယ်ကျွန်တော်10သားလို့ပြောမယ်ဒါလည်းများပါတယ်ဒါပေမဲ့10သားလို့မှတ်လိုက်10သားမကရှိပါတယ်ဆိုတော့စစ်သည်အင်အားလည်း985ရဲ့10သားမကရှိပါတယ်စစ်သည်မောရေတော့ကလည်းလက်ရှိတဲ့ဟာရဲ့စစ်သည်မောအဲ့တုန်းက15စီးနဲ့စားရဆိုတော့10သားမကရှိပါတယ်ကျွန်တော်တို့တပ်မတော်မှာရှိနေပါတပ်မတော်ကြီးမှာအဲ့တော့တပ်မတော်ကြီးကခစ်စနစ်အလိုက်နှစ်ပေါင်း80ကျော်ကြာတဲ့အထိကိုအသွင်ပြောင်းလာတာဘယ်လောက်ထိအသွင်ပြောင်းလာလဲလို့မေးရင်ကိုယ်တိုင်စစ်သမောထုတ်နေတဲ့အဆင့်တန်းထိတပ်မတော်ရောက်လာတယ်အရှိတောင်အာရှနိုင်ငံတွေထဲမှာကိုယ်တိုင်စစ်သမောထုတ်နေတာကျွန်တော်တို့နိုင်ငံထိတ်ဆုံးမှရှိတယ်ကျန်တဲ့နိုင်ငံတွေထုတ်နိုင်သလားမေးခုမှစမ်းထုတ်ဖို့ကြိုးစားနေကြတယ်ခုမှအသေးအံကြိုးစားနေကြလူတွေရှိသေးတယ်အခုမှစပြီးတစ်စီးနှစ်စီးအောင်မြင်ကားသာရှိသေးတယ်ကျွန်တော်တို့ကအစင်းမောင်းများတာကိုယ့်အောက်ထုတ်တာ free gate တွေကိုယ့်အောက်ထုတ်တာ free gate အဆင့်တွေကိုယ့်အောက်ထုတ်တာ free gate အဆင့်တွေကိုယ့်အောက်ထုတ်ပြီးတော့အဲ free gate ပင်လယ်ပြင်မှာဒီလိုမောင်းသွားတဲ့အချိန်မှာပင်လယ်ပြင်မောင်းတဲ့အချိန်မှာကျွန်တော်ကျွန်တော်လိုက်စီးဘူးတယ်ဒါကြောင့်ကျွန်တော်သိတယ်အဲ့တော့ပင်လယ်ပြင်မှာစစ်သမောတွေလိုမောင်းရတဲ့ခါမှာအဲ့စစ်သမောတွေမောင်းတဲ့သမောမှာဒီ coffee ခွက်တင်ထားလိုက်လို့ရှိရင်ဒီလိုမှောက်မသွားဘူး line ပေါ်ပြီးတော့မှောက်မသွားအဲ့လောက်ထိသူက line ကိုဝယ်ပြီးတော့နိုင်အောင်သူလုပ်နိုင်တာအဲ့တော့ free gate ကိုအဲ့အဆင့်ထိဆောက်နိုင်ခဲ့တယ်မြန်မာတပ်မတော်ဒါကြောင့်ကျွန်တော်တပ်မတော်ကသူများနိုင်ငံဒီ ASEAN ဒေသနိုင်ငံရဲ့တပ်မတော်နဲ့ရှင်းလိုက်တပ်မတော်ကြီးကအဲ့ဒီနိုင်ငံရဲ့တပ်မတော်တွေရှင်းလိုက်ကျွန်တော်တပ်မတော်အဆင့်တန်းတစ်ခုမှရှိတယ်တော်တော်ကိုအဆင့်တန်းမြင့်တဲ့ထောင်ပါတယ်ဒါကြောင့်မို့တပ်မတော်ကြီးကိုတခြားနိုင်ငံကလူတွေအထင်မသေးရဘူးကျွန်တော်တပ်မတော်လုံးဝအထင်မသေးရဘူးအဲ့တော့ကတော့ကျွန်တော်မြန်မာတွေကကိုယ့်နိုင်ငံရဲ့တပ်မတော်အထင်သေးတယ်ကိုယ့်နိုင်ငံတပ်မတော်ဂုဏ်ယူစရာကောင်းတဲ့ဒီတမိုင်းမှတ်တမ်းတွေရှိနေတယ်ဆိုတာတော့မသိကြတာအဲ့တော့တခါကျရင်ကိုယ့်အိမ်မှာရှိတဲ့ကိုယ့်ရဲ့တန်ဖိုးတော့ကိုယ်ကမသိဘဲနဲ့လက်ညှိုးပြန်ထိုးပြီးတော့စော်ကားနေတဲ့ကောင်တွေကပုံများနေတယ်တိုင်းပြည်ကိုဆိုတော့သူများနိုင်ငံအထင်ကြီးကိုယ့်နိုင်ငံကိုယ်ကဖြစ်နေတယ်စော်ကားနေကြတယ်ဆိုတော့သူများနိုင်ငံအထင်ကြီးလို့ကိုယ့်နိုင်ငံဘာရမှာလဲဘာမှမရပါဘူးကိုယ့်နိုင်ငံလုံနေတာတွေကိုလည်းချီးကျူးကြဖို့လိုတယ်ကျွန်တော်တို့ပုံနဲ့တပ်မတော်ကြီးရဲ့လုံဆောင်ချက်တွေဆွမ်းဆောင်ရည်တွေတော့တော်တော်ခဲကိုချီးကျူးပါတယ်သူတို့လုံနိုင်ပါတယ်အများကြီးလုံနိုင်ကြတယ်အဲ့တော့တပ်မတော်ကြီးလားဆိုလေယာရောဘာလို့လေယာလည်းခုတဖြည်းဖြည်းနဲ့အခုစပြီးတော့အမောင်းတင်လေလေးတွေတေးလေးစထုတ်ဖို့ကြိုးစားနေပြီတဖြည်းဖြည်းနဲ့တပ်မတော်လေယာလည်းသူတို့လုံနိုင်တာတွေအများကြီးလုံနေပြီတပ်မတော်လေယာလည်းကြီးတက်ကလည်းထုတ်တာပဲခင်ဗျလက်နက်တွေထုတ်တာပဲကြီးတက်ကလည်းဆိုတော့ဘာပြီးတော့ကျွန်တော်တပ်မတော်ကကိုထူကိုရနဲ့ရအောင်ကြိုးစားပြီးတော့ထုတ်နိုင်တဲ့ဟာတွေအများအပြားရှိနေပြီဒါတွေကကျွန်တော်တပ်မတော်မှာတကယ်လုံနေရတယ်ပေါ့နော်ပြည်သူလူထုထုတ်မပြသေးတာတွေပဲရှိတာပါတပ်မတော်ကလျှို့ဝှက်တဲ့တပ်မတော်လို့ရဲ့တကဘာမှလည်းပြောနေကြတယ်မြန်မာတပ်မတော်ကလျှို့ဝှက်တဲ့တပ်မတော်လို့ပြောတယ်တော်တော်ကိုလျှို့ဝှက်တယ်လျှို့ဝှက်တာမှဘယ်လောက်လျှို့ဝှက်လဲကိုယ့်အကောင်တော့ဘယ်သူမှမသိအောင်လျှို့ဝှက်တာဆိုတော့အဲ့လိုလျှို့ဝှက်တယ်ဆိုတော့အဲ့လိုလျှို့ဝှက်ပြောနေတဲ့တပ်မတော်အဲ့တော့ဒီတပ်မတော်ကြီးရဲ့ဟိုမှာသူပြောသွားတာပုံရဆိုတော့ဒါတပ်မတော်ကြီးရဲ့အခန်းကဏ္ဍကိုသူတော်တော်ဖြစ်တယ်တပ်မတော်ကမြန်မာနိုင်ငံရှိကဘာတီသွေးမြန်မာနိုင်ငံရှိရမယ်မြန်မာနိုင်ငံရှိသူတပ်မတော်ရှိရမယ်တပ်မတော်ရှိသူတပ်မတော်ရှိရလည်းရှိရမယ်ဆိုတဲ့သဘောမျိုးသူစလိုကန်အားပါသူပြောတယ်တပ်မတော်ကြီးကမြန်မာပင်လယ်ပြင်ကိုဘယ်လောက်ကာကွယ်ပေးထားသလဲမြန်မာပင်လယ်ပြင်ဖြစ်တဲ့ဒီမူစေဝါမောင်ကိုတရားမဝင်ပစ္စည်းတွေတဲတာတော့ငါးခိုးဖမ်းတာအဲ့ဒါအကုန်လုံးသူတားမြစ်ကာကွယ်တာတပ်မတော်ကတော်တော်အကြီးကျယ်လုံနိုင်ခဲ့ပြီဆိုတော့ပြောတယ်မှန်လားမင်းကျွန်တော်ပွင့်လည်းပြောရအောင်လွန်ခဲ့တဲ့15နှစ်နဲ့ရှိရင်အခုမြန်မာတပ်မတော်တော်တော်လေးရီတပ်မတော်ကြီးကတော်တော်အားကောင်းသွားပြီလွန်ခဲ့တဲ့15နှစ်လောက်တော့ပြောရင်လွန်ခဲ့တဲ့15နှစ်လောက်လို့ပြောရင်သူကကြော်လဲကြော်မယ်နောက်ကြလဲကြမယ်အဲ့ပတ်လဲပေါ့ဗျာမှတ်လဲ plus or minus ပေါ့အဲ့မှာမြန်မာပင်လယ်ပြင်ထဲမှာမလေးရှားအကောင်တွေထိုင်းအကောင်တွေအင်ဒိုနီးရှားအကောင်တွေငါးလာခိုးဖမ်းတယ်ကျွန်တော်တပ်မတော်ကြီးကမလိုက်နိုင်ဘူးမဖမ်းနိုင်ဘူးမတားနိုင်ဘူးအခုလာဖမ်းလေတော့ကိုတစ်ချက်ပြစ်ထိုင်မှာမြုပ်သွားလိမ့်မယ်ဘုန်းနေပြောရင်ဘင်္ဂလားဒေ့ရှ်ကလာခိုးဖမ်းတယ်တော့ကိုလည်းပြစ်ထိုင်မြုပ်သွားမှာအရင်တော့အဲ့လိုလာဖမ်းတယ်မြန်မာတပ်မတော်ကြီးရဲ့သမောကလိုက်တယ်မမှီဘူးဘာလို့ဟိုသမောတွေကကိုယ့်ထက်ပိုမြင့်နေပို့တော့ပိုကောင်းနေတယ်ဆိုအဲ့ဒါကိုမြန်မာတပ်မတော်အားချမခံမကြည့်မနှက်နဲ့ရအောင်ချမှာပေါ့မခံချင်းနဲ့ချထိုက်တာအခုလာခဲ့တဲ့တတိရှိရင်ကိုသမောတွေမှရှိနေပြီလာခဲ့တဲ့တတိရှိအဲ့လိုဖြစ်ကုန်တာတပ်မတော်ကြီးအဲ့လောက်စင်ခေါ်တဲ့တတိရှိသွားပြီအိန္ဒိယနိုင်ငံလောက်ကိုပြောတာပါအိန္ဒိယတရုတ်မပါအိန္ဒိယမပါဟောဗျာကျန်တဲ့ဒီအာဆီယံနိုင်ငံတွေလောက်ကိုရေလက်ရှိရှင်ဖိုက်ရဲဆိုတဲ့အဆင့်တန်းကိုရောက်လာတဲ့အထိရောက်သွားပြီတပ်မတော်ကဒါတပ်မတော်ကြီးရဲ့အခန်းကဏ္ဍတွေပြောတာပါအဲ့တော့ဒါပေမဲ့တပ်မတော်ကြီးမှာလည်းပြုပြင်စရာတွေအများကြီးရှိပါတယ်ခင်ဗျားတို့တပ်မတော်ကြီးရဲ့တာဝန်ရှိသူတွေသိပါတယ်ခင်ဗျားတို့ပင်လယ်ပြင်မှာတချို့ကိစ္စတွေကျွန်တော်တို့ကြားတာသိတာရှိပါတယ်ခင်ဗျားတို့လည်းပြင်သင့်တာပြင်ကြပါသတင်းကောင်းတွေပဲလူတွေကချစ်ရတဲ့လူတွေချစ်မြတ်လို့ရတဲ့လေးစားရတဲ့တပ်မတော်ကြီးဖြစ်အောင်လေခင်ဗျားတို့ကိုယ့်ကိုလုပ်ကြပါတချို့တပ်မတော်ကြီးကအောက်ခြေမှာဖြစ်နေတဲ့တချို့ကိစ္စလေးတွေကျွန်တော်သိပါတယ်ကြားလဲကြားရပါတယ်လူတွေရဲ့မချင်တဲ့တန်တွေလူတွေရဲ့မကြိုက်တဲ့ဟာတွေလူတွေထောက်ပြတယ်ပြောပြတဲ့ဟာတွေအဲ့ဒါတွေလေခင်ဗျားတို့ကပြင်တာအကောင်းဆုံးပါ
ပြင်လိုက်တဲ့အတွက်ပြည်သူချစ်မှာပေါ့ဗျာမပြင်တော့ပြည်သူကပြင်တော့အာဒီကောင်းကောင်းအဲ့ဒါခင်ဗျားတို့ပြည်သူပြည်သူချင်းနဲ့အနေရမဖြစ်အောင်လို့တော့တမတော်ကြီးရဲ့အောက်ခြေမှာတချို့ဖြစ်နေတဲ့ကိစ္စလေးတွေပြင်သင့်တာလေးပြင်သင့်တယ်လို့ကျွန်တော်တိုက်တွန်းပါတယ်ဒါကတော့ဂျုံချက်လူတစ်ခါထည့်တိုက်တွန်းတာပါဘာအကြောင်းတွေတော့ကျွန်တော်ထည့်မပြောလို့တော့ဘူးအဲ့လောက်ဆိုလဲကျွန်တော်ဒီလောက်ပြောရင်လည်းတချို့တမတော်ကြီးရဲ့အောက်ခြေမှာရှိတဲ့တချို့လူတွေကောင်းကောင်းသိကြပါတယ်ဗျာခင်ဗျားတို့သိကြပါတယ်เนาะဒါလေးဂျုံချက်လူထည့်ပြောတာပေါ့နော်ဆိုတော့ပြီးတော့မှတန်လီနဲ့ချက်ဆက်ကိုသူဗိုလ်ချုပ်မှုကြီးကဆက်သွားတဲ့အခါမှာသူပြောလိုက်တာလေးစိတ်ဝင်စားသွားတယ်ကျွန်တော်တော်တော်စိတ်ဝင်စားပါတယ်တန်လီနဲ့ချက်ဆက်ယုံကရှေ့မှာဘာလို့လုပ်ခဲ့ဒါတွေထောင်းဒါတွေရှေ့မှာသူပြောခဲ့တာပေါ့နော်တန်လီနဲ့ချက်ဆက်ယုံကเนาะစွမ်းဝင်ကြီးဌာနရဲ့40ပြည့်ဗရမယရုတန်လီရေနံချစ်ချက်ဆက်ယုံရာပြည့်နဲ့စွမ်းရပြတဲ့ဖိုးဝဲခန္ဓာဗိုလ်ချုပ်ကြီးတက်တယ်တဲ့နော်တက်တဲ့ခါမှာ तू ကဒီလူရင်းပြောရင်တန်လီနဲ့ချက်ဆက်ယုံက1985ခုနှစ်ပေါ့နော်စတင်ဖွဲ့စည်းခဲ့တဲ့စွမ်းဝင်ကြီးဌာနအားတဲ့40ပြည့်ခဲ့ပြီပြီးတော့ဗရမယရုတိုင်ခဲ့ပြီတဲ့1929ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့တန်လီနဲ့ချက်ဆက်ယုံ1925နော်1925မှာစတင်ခဲ့တဲ့တန်လီနဲ့ချက်ဆက်ယုံကလည်းရာပြည့်ကလာရောက်ပြီတန်လီနဲ့ချက်ဆက်ယုံရဲ့တက်တန်းအောင်ရာပြည့်ပြီနှစ်တရာပြည့်ပြီလို့ပြောချင်တာနော်1925စတင်တည်ထောင်တယ်နော်အဲ့တော့ရောက်လာပြီအဲ့တော့ဒီခေတ်ဆက်ဒီစွမ်းရည်ဝင်ကြီးဌာနရဲ့အောက်ကနေတန်လီနဲ့စေဦးရဲ့ရှေ့မြန်မာမင်းတွေလက်ထက်ကလေးရပါတော့စွမ်းရည်ဝင်ကြီးဌာနနောက်မှာပေါ်တာဒီရင်းနေချက်စေဦးကစောတယ်ဆိုတော့ဘယင်းတွေလက်ထက်ကလေးကတန်လီနဲ့စေဦးက1925မတိုင်မီ1925မတိုင်မီတည်းကကျွန်တော်တို့နိုင်ငံမှာဒီရေနံကိုတူးဖော်လုပ်ငန်းတဲ့လုပ်တွေရှိခဲ့ဘူးလေဒါပေမဲ့ရေနံချက်စေဦးကတော့1925ကျမှလုပ်နိုင်တယ်အဲ့တော့နှစ်တရာကျွန်တော်ခုဆိုရှိပြီပေါ့နော်အဲ့တော့ဒါကိုဒီရေနံပြည့်စေဦးကြီးကနေပြီးတော့အရင်တော့ဆိုရင်နေ့စဉ်လေပတ်နိုင်တဲ့ဟိုဂါလန်8သိန်းလောက်ထိတဲ့8သိန်းလောက်လေပတ်နဲ့8သိန်းလောက်ထုတ်လို့နိုင်မဲ့တန်လီလန်ချင်းစုပ်ပြီးတိဆောက်ခဲ့တယ်ပေါ့နော်ရခင်တော့ဆိုရင်အဲ့တော့အခုတော့တန်လီချင်းနဲ့စက်ရုံကိုအစစ်အစစ်တိုးချဲ့တိဆောက်လုပ်ခဲ့တာရှိခဲ့ပါတယ်ဒါပေမဲ့2019မှာကုန်ချမ်းရရှိမှုနေပါခြင်းနဲ့ထုတ်လုပ်မှုတဲ့73စီတွေရဲ့အရေးတွေရေစက်ကွက်လွှဲချက်တွေမပြည့်မီခြင်းစတဲ့ခြေတွေကြောင့်စက်ရုံရဲ့ရေနံချက်စက်ရုံလုပ်ငန်းတွေရနာခဲ့ရတာအခုဆိုရင်10နှစ်ကျော်ရှိပါပြီတဲ့နော်အခုအဲ့ဒါကိုပြန်ပြီးတော့အစင်စိုက်ပြန်ကြိုးပမ်းနဲ့နော်အခုမကြိုင်ကာလမှာတစ်နှစ်ကိုတန်ချိန်9သိန်းချက်နိုင်မဲ့ရေနံချက်စက်ကိုအတကြီးရဲ့ပထမအဆင့်ကိုစတင်လက်ပတ်တော့မယ်တဲ့ပြောရရင်တော့မကြခင်မှာတန်လီရေနံချက်စက်ကိုတန်ချိန်9သိန်းစချက်တော့မယ်9သိန်းဆိုတော့ကျွန်တော်နိုင်ငံမှာသုံးနေရတော့မကပါဘူးပပလေးပဲရှိသေးတယ်နော်အဲ့တော့9သိန်းချက်တော့နိုင်မဲ့စက်ရုံကို phase 1ကိုမကြိုင်ဆိုင်ရင်လက်ပတ်မယ်တဲ့ပြီးလို့ရှိရင်ဒုတိယဆင့် phase 2အနေနဲ့တစ်နှစ်ကိုတန်ချိန်3သန်းချက်မယ်ဆိုတော့ဒီအတွက်သူဂုံယူဝမ်းမြောက်တယ်ပေါ့ဗျာဒါကိုသူပြောတာဆိုတော့စွမ်းရည်ဝင်ကြီးကတကယ်ပဲအဲ့ဒါကိုတကယ်ချက်နိုင်မယ်နောက်တစ်ခါတကယ်ပဲလုံနိုင်ကြတယ်လုံတက်ကြတဲ့ရှိတဲ့ကုမ္ပဏီလက်ထဲမှာထားပြီးတော့စွမ်းရည်ဝင်ကြီးနဲ့ပေါင်းပြီးတကယ်လုံနိုင်ခဲ့တာဆိုရင်တော့ဘာပြောတစ်နှစ်ကိုရေနံတန်ချိန်3သန်းဆိုတာမနှဲပါဘူးမြန်မာနိုင်ငံမှာလည်းလိုအပ်ချက်တွေကအများကြီးပါအဲ့တော့ဒါပေမဲ့ရေနံချက်စက်ကိုတုံတယ်လို့ရှိရင်ရေနံတစ်ခုတည်းကျွန်တော်တို့မြင်ရတာမဟုတ်ဘူးဗျရေနံချက်စက်ကိုအောက်ကနေထွက်တဲ့ဟိုတခြားသောဆက်ပစ္စည်းပေါင်းများစွာထွက်တယ်အဲ့ဒါတွေကသူထွက်အောင်လုပ်အောင်ဟိုကလာရေနံကုန်ကျ crude oil ပေါ့ရေနံကုန်ကျအကျန်းတွေရေနံကျန်းတွေလာရောက်လာတယ်အဲ့ရေနံစိမ့်တွေရောက်လာတယ်အဲ့ဒါကိုပြန်ချက်တဲ့ကမှာဖျောင်းနိုင်လည်းထွက်လာမှာပေါ့ဗျာဖျောင်းနိုင်လည်းထွက်မယ်တခြားသူနဲ့ဆက်တဲ့တခြားပစ္စည်းပေါင်းများစွာထွက်လိမ့်မယ်ဒီအလှကုန်တွေလည်းပါလိမ့်မယ်စသဖြင့်ပစ္စည်းပေါင်းများစွာထွက်တာဒီရေနံချက်စက်ကိုတယုံတယ်လိုက်ရင်သူ့နောက်မှာထွက်တဲ့ပစ္စည်းပေါင်းကတစ်မျိုးတည်းမဟုတ်ဘူးအမျိုးပေါင်းများစွာထွက်တာအဲ့မျိုးပေါင်းများစွာထွက်တော့ကျွန်တော်ရေနံချက်စက်ကိုဆိုရေနံတွေထွက်လာမယ်92 95 97တွေထွက်မယ်ဒီဇယ်ပရီမီယံတွေထွက်မယ်ဒါလောက်ပဲတွေးဖို့မရဘူးအဲ့ဒါနဲ့မြင်တာဟိုမှာလာသေးတာနောက်ကသူ့ရဲ့ accessory တွေများစွာရှိသေးတယ်တဲ့အဲ့ဒါတွေကိုလို့မှဒီရေနံချက်စက်ရောကတေချာ handle လုပ်နိုင်မလားဆိုတော့ကျွန်တော်တို့မသိနိုင်ဘူး handle လုပ်နိုင်နေဆိုရင်တော့ကောင်းတော့သို့တော့သူတို့ကတော့ရေနံတစ်နှစ်ကိုတန်ချိန်တန်3သန်းအထိချက်လုပ်နိုင်အောင် phase 2ကိုဆက်လုပ်သွားမယ်ဆိုတော့ဒါကတော့ဟိုကောင်းတဲ့ကိစ္စပဲတကယ်ဖြစ်လာခဲ့ရင်တော့ဒါဗိုလ်ချုပ်ကြီးတို့ရဲ့ဗိုလ်ချုပ်ကြီးနဲ့ဒီစွမ်းဝင်ကြီးဌာနရဲ့စွမ်းဆောင်မှုကိုချီးကျူးရမှာပဲမဖြစ်ခဲ့ရင်တော့လည်းမဖြစ်ဘူးပေါ့ဗျာမဖြစ်တော့လည်းမဖြစ်ဘူးပေါ့ဝယ်သုံးပေါ့ဘာဖြစ်တော့ဟိုလည်းဝယ်သုံးနေတာပဲဘာမှမထူးပါဘူးသို့တော့ဖြစ်လာခဲ့တဲ့အခါဝယ်သုံးတာကကုန်ကျစရိတ် cost ကိုအတိုင်းအတာတစ်ခုတည်းဝင်ကာမိသွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဒီစက်ုံတယုံတရရတယ်လည်းပမာဏရတယ်ဒေါ်လာတန်းရာချီအများကြီးကုန်ပါတယ်အဲဒီစက်ုံတယုံပြန်ပြီးတော့တက်မှတ်လာဖို့သူတို့လည်းပတ်စံဘယ်လောက်တော့သုံးလဲရလဲဘယ်လောက် invest ပြန်လုပ်ရလဲဆိုတော့မသိဘူးဘယ်ကုမ္ပဏီလက်ထက်ကိုပေးထားတယ်လဲဆိုတော့ကျွန်တော်တို့တခြားရှင်းလင်းတဲ့ message မသိရသေးဘူးဘာလို့ဆိုအစိုးရအခုချိန်ထိအဲ့ဒီစက်ရုံကိုဘယ်သူ့ကိုပေးထားတယ်ဘယ်သူရသွားတယ်တင်တာဘယ်သူပိုင်သွားတယ်သူကဘယ်လောက်ထိလုပ်မယ်အဲ့ကုမ္ပဏီကဘယ်လောက်ထိကျွန်တော်တို့နိုင်ငံကိုနဲ့အကျိုးစီးပွားကိုကာကွယ်ဆောက်ရှောက်တဲ့ကုမ္ပဏီဖြစ်တယ်လဲဆိုတော့ကျွန်တော်မသိရသေးဘူးဘာလို့ဆိုအစိုးရတေချာမထုတ်ပြန်ဘူးတေချာမထုတ်ပြန်ဘူးအခုဗိုလ်ချုပ်ကြီးရဲ့မိန်ခွန်းထဲမှာတော့မပါလာဘူးကျန်နေတာပြောမနေတယ်ကျွန်တော်လည်းစုံစမ်းတာပဲတချို့တွေလည်းတကယ်လုပ်တဲ့ကုမ္ပဏီလည်းဖြစ်နိုင်သူတချို့တွေကလည်းအစိုးရပြန်ချင်းထဲမဲ့ကုမ္ပဏီဆိုရင်တော့သတိထားမယ်အဲ့တော့ဘယ်ကုမ္ပဏီလဲဆိုတော့ကျွန်တော်မသိဘူးမသိသေးဘူးအခုထိမသိသေးဘူးဒါမနေ့ကတစ်ပတ်ကနောက်တစ်ပတ်ဆိုရင်သိနိုင်တယ်ဒါပေမဲ့တေချာတာကတော့မသိသေးဘူးအဲ့တော့ဒီကုမ္ပဏီတကယ်လုပ်နိုင်မှာလားဒါမှမဟုတ်ဗိုလ်ချုပ်ကြီးကိုဂျင်းထည့်မှာလားဆိုတာကျွန်တော်မသိနိုင်ဘူးတခုပဲလူကြီးကိုသွားဂျင်းထည့်တာမျိုးဆိုရင်တော့အဲ့ကုမ္ပဏီလူကြီးကဂျင်းထည့်ရင်တော့လူကြီးဂျင်းထည့်တဲ့အမှုနဲ့ထောင်ထဲသာထည့်တာပို့လို့လားပုံနေမှာဘာလို့လူကြီးဂျင်းမထည့်သေးဘူးလူကြီးကိုမှန်ကန် information ပေးတကယ်လုပ်ပြပြီးတော့တကယ်ရလက်အကောင့်တွေပေါ်ပြီး
တိုင်းပြည်ကကောင်းမှာပေါ့ဗျာနော်အဲ့ဒါလေးတစ်ခုတော့ရှိတယ်ကျွန်တော်မြန်မာပြည်စီးပွားရေးလုပ်ငန်းရှင်တချို့ကလူကြီးတွေကိုကျင်းထက်တဲ့အကျင့်တွေရှိတတ်တယ်ဗျဒါကြောင့်ပြောတာပါဆိုတော့ဘာပဲဖြစ်ဖြစ်အခုတန်ချိန်အခုပထမတစ်ဆင့်ကတန်ချိန်ဟို9သိန်းလောက်လုံမယ်ဒုတိယတစ်ဆင့်ကိုတော့တန်ချိန်3သန်းအထိသွားမယ်ဆိုတော့ဘာပြောကောင်းတဲ့လက္ခဏာလို့ပြောချင်တယ်ဒါပေမဲ့ဒါတည်းအများကြီးလိုတယ်ကျွန်တော်နိုင်ငံမှာဒါတက်အများကြီးလိုတယ်တန်ချိန်ရင်းချက်ဆက်ကိုတန်ချိန်3သန်းမတန်ချိန်10သန်းလောက်ချက်နိုင်သလားအဲ့လောက်ချက်နိုင်ဖို့လိုတယ်10သန်းလောက်ချက်မလားချက်ပြီးလို့ရှိရင်တိုးလောင်ကန်တွေ story ကန်တွေကလည်းနှစ်စင်သိချလုပ်ဖို့လိုတယ်ပြီးတော့73စီလောကသားတွေတချို့တွေလက်ဝကြီးအုပ်မှုတွေကိုလည်းအုပ်စုဖွဲ့လက်ဝကြီးအုပ်မှုကိုလည်းဆွတ်ထုတ်ပြီးတော့ရှင်းထုတ်ပြီးဖို့လိုတယ်ခုလည်းရှင်းထုတ်နေပါပြီရှင်းထုတ်နေပါပြီတချို့73စီလောကသားတွေလက်ဝကြီးအုပ်တာတွေလည်းကျွန်တော်ကြားပါတယ်ကျင်းထဲတာပြည်သူလူထုကျင်းထဲတယ်အစိုးရကိုကျင်းထဲတယ်ပတ်လည်ရိုက်ကျင်းထဲဒါကြောင့်လည်း940 B ဆိုတာအလကားထွက်လာတာမဟုတ်တာနော်ဆိုတော့နောင်မှာတော့သူတို့လုံရဲချင်မှလုံရဲမလားလုံမလားမလုံလားကျွန်တော်မသိဘူးအဆောင်ကြည့်အောင်ပေါ့ဆိုတော့အခွန်ကတာဝန်ရှိသူတွေလည်းဒါကိုလိုက်ရမယ်ပြီးတော့သက်ဆိုင်ရာဒီကိစ္စတွေပတ်သက်ပြီးတော့ဟိုနိုင်ငံတော်ရဲ့အခွင့်အရေးတွေခွန်ခတွေကာဝယ်စောက်ချောက်ရေးဖွဲ့စည်းကြတာအစုံစမ်းဖော်ထုတ်ပြီးတော့မှမကန်လို့တဲ့သူတွေတော့ရေးရမှာပေါ့ဒီလိုတော့ရှိတော့ဒါလေးတော့73ဒီကိစ္စတွေပြောတာပါနောက်တစ်ခုကတော့73ဒီကိစ္စပြီးရင်လောင်စာစီကိစ္စ73ဒီကိစ္စပြီးရင်ဘာလဲဆိုတော့လျှက်စစ်ကိစ္စလျှက်စစ်ကိစ္စကချမ်းမဟုတ်ဘူးဗျလျှက်စစ်ကိစ္စကအခုလူကြီးတွေကမြစ်စုံစီမံကိန်းအကြောင်းတွေသတင်းလေးနည်းနည်းထွက်ပြီးပြောရုံရှိသေးတယ်ဘာမှကိုမပြောရသေးဘူးကန့်ကွက်တယ်ဆိုလာပြီးကုစကန့်ကွက်ပြီကျွန်တော်လည်းဘာပြောမှမသိဒီတိုင်းပြည်ကဘာဖြစ်နေလဲဒီတိုင်းပြည်ကဘာဖြစ်ချင်နေမှကျွန်တော်မသိဘူးဒီတိုင်းပြည်ကလူတွေကဘာဖြစ်ချင်နေလဲကျွန်တော်မသိဘူးဘာဖြစ်ချင်နေမှမသိဘူးဒီတိုင်းပြည်လူတွေကဘာလို့ဆိုအခုမြစ်စုံစီမံကိန်းအကြောင်းစကားလေးစလိုက်ုံကြည့်သေးတယ်ဘာလို့လဲဆိုတော့ကချင်ပြည်နယ်မှာရှိတဲ့ဖားကန့်မြို့မှာတဲ့နော်ဖားကန့်မြို့မှာလူ40လောက်ကစုပြီးတော့ဆန္ဒပြတယ်ကန့်ကွက်တယ်ဆန္ဒပြတယ်ပေါ့ဗျာနော်ကန့်ကွက်ဆန္ဒပြတဲ့ခါတော့တရုတ်ကမြန်မာပြည်ကိုဆွတ်ဖက်တယ်တရုတ်ကစွမ်းမှုနဲ့တရုတ်ကအစမျိုးစုံပေါ့ဗျာဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့စစ်တပ်ကရွေးကောက်ပွဲကိုမချေနာဘူးလို့တရုတ်ကလွှမ်းမိုးချေလဲချုပ်ကိုင်တော့တရုတ်နဲ့တွဲလုံးမာတွေမချေနာဘူးလို့ဒီစီမံကိန်းကြောင့်လူတွေဒုက္ခမှုလို့စသဖြင့်မျိုးစုံပြောတော့စုံတော့ကန့်ကွက်ကြတော့ဗျာဖားကန့်မှာကန့်ကွက်တယ်တဲ့ကန့်ကွက်ပြီးလူ40လောက်ပဲရှိပါတယ်ကျွန်တော်တခုပဲသိချင်တာအဲ့ဒီလူ40ကိုအနားမှာရှိမေးချင်တာခင်ဗျားတို့မြစ်စုံဘယ်နှခေါက်ရောက်ပြီလဲလွန်ခဲ့တဲ့လရောက်ပြီလားအဲ့လိုသိပေးချင်တာကန့်ကွက်တဲ့သူတွေကိုမေးချင်တယ်နော်ကန့်ကွက်ပါတယ်အော်တဲ့လူတွေကိုလည်းကျွန်တော်ရိုးလေးမေးချင်တယ်ခင်ဗျားတို့မြစ်စုံအခုပြန်ရောက်ပြီလားဘယ်နှခေါက်ရောက်ပြီလဲကျွန်တော်ကခုနေမရောက်သေးဘူးခင်ဗျားတို့ဘယ်နှခေါက်ရောက်ပြီလဲမြစ်စုံကန့်ကွက်ပြောအောင်ကန့်ကွက်တယ်လို့ပြောအောင်ဘသူပြောလို့ကန့်ကွက်တာလဲဘာကြောင့်ကန့်ကွက်တာလဲကန့်ကွက်ခြင်းအကြောင်းရဲ့ဘာလဲအဲ့ကန့်ကွက်ရရဲ့အကြောင်းရဲ့ဇစ်မြစ်ကိုဘသူကပြန်ပြီးတော့ခြေဖြတ်နိုင်ပါလဲဒီဟာကြီးကဘာမှတော့မလုပ်ရသေးဘူးဗျာဘာမှကိုမလုပ်ရသေးဘူးဦးသိန်းစိန်ဆိုလက်ထက်ကရက်ခဲ့တယ်ဒါဦးသန်းရွှေလက်ထက်မှာစအကောင့်တွေပေါ်တယ်ဦးသိန်းစိန်ဆိုလက်ထက်မှာရက်တယ်လိုအပ်ချက်နိုင်ငံရေးလိုအပ်ချက်ရက်တယ်အဲ့ရက်တာအကြောင်းနောက်ဆက်တွဲတခြားသောရဲလက်စီမံကိန်းဘယ်ဟာမှမလုပ်လို့မရတော့ဘူးခင်ဗျားတို့ကမြစ်စုံတစ်ခုတည်းသိတာမြစ်စုံစီမံကိန်းဒမ်9ခုရှိတယ်ဒမ်9ဆင့်ဘုံ9ဆင့်ကြီးသွားမှာပြီးတော့အဲ့မှာဟိုမြစ်ကြီးနားနဲ့ဟိုမြစ်စုံနဲ့အနားတစ်ဝိုက်မှာတကယ့်ကို development လုပ်မဲ့အင်ယာစီမံကိန်း project ကြီးမြို့ပြစီမံကိန်းအကြီးကြီးရှိသေးတယ်နောက်ဆုံးမှာဒီဘာလဲဆိုဟိုဘာခေါ်လဲဆိုဒီ trade zone ကြီးတွေပါဆိုပါလာအောင်မှာနောက်တကယ်ကမြစ်စုံပါဝင်နောက်တကယ်အကြီးမကြီးမြစ်စုံစာအုပ်တော့ကိုတခြားရှိတယ်ခင်ဗျားတို့တော့ဖတ်ကြည့်လို့ရတယ်တကယ်ရှိတယ်မြစ်စုံကြောင်တော့ဖတ်ကြည့်သူ့မှာစာအုပ်လည်းထုတ်ထားတယ်အဲ့မှာ trade zone ကြီးတွေပေါ်လာမှာလိုရရင်လေးစိတ်ပါကြီးတွေပေါ်လာအောင်မှာအဲ့လောက်ထိသူကပြင်ထားတာမြစ်စုံစီမံကိန်းကြီးရိုးရိုး PC ပေါက်စားလေးမဟုတ်ဘူးတိတ်တဲ့ထင်တာဒမ်ဆောက်ပြီးသွားပြီထင်မဟုတ်ဘူးတကယ်အကြီးဒါတစ်ချက်နောက်တစ်ခုကဒီမြစ်စုံဆယ်ကြီးဆောက်မယ်ဆိုတဲ့ကိစ္စကဒမ်9ခုဆင့်ဆောက်တာဖြစ်တယ်သူတို့ပြောသလို AR မှာအလောင်းတွေပုံသွားမယ်ဆိုတာမျိုးပြောတဲ့ဒီပေါက်တက်ကရပြောခဲ့ကြတဲ့ဟာတွေကဗဇက်ပေါက်လို့ပဲသာပြောခဲ့တဲ့စကားတွေကအဲ့ဒါတွေကိုဘာနဲ့တက်တည်ပြမှာလဲတက်တည်ကဘာလဲကဘာမှာအဲ့ဒမ်တွေပြိုကျလို့ပျက်စီးသွားတာဘယ်နှခုရှိလဲကျွန်တော်တို့ပြကြည့်တကယ်တော့ကျွန်တော်ပို့လဲမြစ်စုံတောင်ချိန်ဆုံးကဟိုရင်တော့ကန်းကွက်မကြိုက်ဘူးလုံးဝမြစ်စုံစီမံရက်တင်တယ်လို့သတင်းရေးရတဲ့ထင်မှာကျွန်တော်လည်းပါတယ်2011ခုနှစ်ကရေးတယ်မှာကျွန်တော်လည်းပါတယ်ကျွန်တော်2017မှာသတင်းတောင်မှစီနီယာဖြစ်နေပြီအဲ့တော့ကျွန်တော်လည်းရေးတယ်မြစ်စုံစီမံကိန်းတွေပတ်သက်မဖြစ်သေးဘူးပေါ့ဗျာ17ကပဲရလိုက်နေချိန်မှာ17နှစ်ကုန်မှ17နှစ်ဥပမာတရုတ်တွေလာရှင်းတယ်အဲ့ချိန်မှာကျွန်တော်တို့မေးတာမေးကုန်တွေ share တွေမေးတာကန်းကွက်တဲ့ဘက်ကနေမေးတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့အခု10နှစ်ကျော်ကြာသွားတော့အခါကျွန်တော်သဘောပေါက်လာတာပါဆိုဟာမဟုတ်ဘူးလေကျွန်တော်ပြောတယ်တရုတ်ပြည်က3 gorge dam ကြီးကိုကျွန်တော်ရောက်ခဲ့တယ်တခြား dam တွေကျွန်တော်ရောက်ခဲ့ပါတယ်အဲ့ဒါတော့ရောက်ခဲ့တယ်ဟာမြစ်စုံတဲ့10သားမကကြီးတဲ့ဟာကြီးတော့မှာပဲပြိုကျရဆိုတစ်ချက်မှမကြောက်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းဟို60 80 80လောက်ရှိပြီတဲ့အဲ့3 gorge dam ကနှစ်ပေါင်း80 80ရှိပြီထင်တယ်ဒါပါတော့အဲ့လောက်ကြီးတဲ့ dam ကြီးလေခုပြိုလိုက်တခါမကြောက်ဘူးသေးဘူးပြီးတော့မြစ်ရေခမ်းသွားရဆိုကျွန်တော်မမြင်ရဘူးရန်စီနေကြီးတော့တင်မောစီပြီးကျွန်တော်သွားတာပဲသွားခဲ့တာကျွန်တော်အဲ့လိုသွားခဲ့ဒါတော့ပြောချင်တာဗျာတကယ်စနစ်တကျလုပ်ရင်လုပ်လို့ရတယ်မရဘူးပေါ့ရတယ်ဒါပေမဲ့အော်လိုပဲသာလုပ်တော့မယ်ကျွန်တော်စိုးရိမ်ရမှာဒါပဲပြောချင်တာအလုပ်ကလုပ်လို့ရတယ်လုပ်လို့စောက်မယ်ဆိုရင်စောက်လို့ရတယ်ဒါပေမဲ့သေးသေးချာချာစနစ်တကျတကယ်ကိုစောက်ဖို့ပဲလို့လားအဲ့လိုစနစ်တကျမစောက်ပဲပေါ့လို့ပဲသာစောက်တော့မှာ85ဆိုကျွန်တော်တို့အိမ်စောက်မယ်ဗျာကဲကန်ထရိုက်ကိုအားလိုက်တယ်ကန်ထရိုက်ကခိုးပြီးစောက်သွားရင်တော့ကျွန်တော်တို့ပြုတ်မယ်
အခုမဆောက်မပြူဒါပဲဒီသဘောမျိုးပဲဒမ်လိုက်လို့ပဲတကယ်သေးချာချာစနစ်တကျတွက်ချက်ပြီးကြာနာသေချာစစ်ဆေးပြီးတော့ကျူစီတွေကြာနာလုပ်ပြီးမှဆောက်ခဲ့ဆိုရင်ဘာမှဖြစ်စရာအကြောင်းမရှိဘူးဒါကျွန်တော်ကရှင်းရှင်းလေးဒီလိုမြင်တာအဲ့တော့ပြိုကျသွားတယ်ဆိုတဲ့ဒမ်ကဘာမှသိမကြားဘူးသေးဘူးရှောက်ပြောနေတာအဲ့တော့ဒါကဒီလိုပြောလို့မြစ်ဆုံကြီးကိုဆောက်ပါလို့ကျွန်တော်အားပေးတာပြောတာမဟုတ်ဘူးဆောက်ချင်းမဆောက်ချင်းပြောဒါပေမဲ့ကန့်ကွက်တယ်ဆိုတဲ့လူတွေကိုသိစေချင်တာဘာလို့ကန့်ကွက်ကြတာလဲကန့်ကွက်ရတဲ့အကြောင်းရင်းပါလဲပတ်ဆိုင်ရလို့ကန့်ကွက်တာလားကန့်ကွက်ခိုင်းလို့ကန့်ကွက်တာလားအဲ့ကန့်ကွက်နေတဲ့လူဖားကံမှာကန့်ကွက်တဲ့လူတွေကိုမြစ်ဆုံဘယ်နှခေါက်ရောက်ပြီတော့ကြည့်ယူလားအဲ့မြစ်ဆုံနဲ့အဲ့မြစ်ကြီးတခုလုံးဖြစ်နေတဲ့ပြဿနာတွေမြစ်ကဖြစ်နေတဲ့ပြဿနာတွေအခုမြစ်ကကောတော့မယ်ဖြစ်နေပြီအဲ့ဒါတွေကိုဘယ်လိုရှင်းကြမလဲတိုင်းပြည်မှာလျှက်စင်မီလိုအပ်ချက်ရှိတယ်မြစ်ကြီးကောတော့မယ်ဒါပြဿနာတွေကိုရှင်းဖို့ကိစ္စကြတော့တရားမှထွက်မလာဘူးညာအခုကြမှာထားပြီးတော့ကန့်ကွက်တယ်ဆိုတော့ခင်ဗျားတို့ကတော့မဟုတ်ဘူးညာလွဲနေတယ်အဲ့တော့ no go no တန်သမားတွေကိုကြည့်မရအောင်ဆိုအဲ့ဒါကြီးပါတယ်ကြည့်မရဘူးအခုဘာလဲ no electricity ဖြစ်တဲ့ခါကျတော့အစိုးရထိုင်ဆဲအောင်နောက်တက်လာမယ်ဆိုတော့ဆဲမှာပြီးခဲ့တဲ့ဆိုရလဲဆဲအကုန်ဆဲပတ်ဆဲတယ်အဲ့တော့ဖြစ်ကုန်အဲ့တော့ကျွန်တော်တို့pointပြောရင်တော့မြစ်ဆုံမရမဟုတ်ဘူးမြစ်ဆုံကိုလုတ်ပါလို့တိုက်ရမပြောလို့ကျွန်တော်လည်းသိပြီးတော့မြစ်ဆုံနဲ့ပတ်သက်ပြီးအဲ့လောက်ကြီးခေါင်းနဲ့မထည့်ဘူးဒါပေမဲ့ GLS စီမံကိန်းတွေများများလိုတယ်ဘာကြောင့်လဲဆိုတော့ GLS ကမှသာလဲဈေးတက်တာဆုံးနဲ့ကျွန်တော်တို့ထည့်စစ်မိလင်းပါအခု LNG နဲ့လင်းနဲ့ဈေးကြီးတယ်တကယ်ဈေးကြီးတယ်နောက်ကဒီအနုရတဘောမို့ခင်ဗျပြောမနေတဲ့ဈေးကြီးတယ်အဲ့ဒါဈေးကြီးတယ်နော် wind power ပိုဈေးကြီးတာပေါ့ solar ဈေးကြီးတယ်ဒီ GLS ကပဲဈေးတက်တာဆုံးနော်ပညာရှင်တွေအများကြီးထောက်ပြတာဒါကြောင့်ကျွန်တော်တို့ပညာရှင်ထောက်ပြထားတဲ့ဟာကိုထောက်ပြပြောတာပါနော်အဲ့တော့ဘာပဲပြောဟိုဖြစ်ရမှာပေါ့နော်ဒါလေးပြင်ရမယ့်ဟာတွေအဲ့တော့ကျွန်တော်တို့ပုံလည်းပြောရင်မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ရင်တော့ကျွန်တော်မှစာအုပ်စာတမ်းတွေရှိပါတယ်အများကြီးအဲ့တော့ခင်ဗျားတို့ကြိုက်တယ်လို့ဝေဖန်သုံးသပ်ဒါမျိုးကိုကျွန်တော်တို့ကန့်ကွက်ခြင်းဆိုပြချင်းတဲ့ဆိုင်တိတိကျကျပြောရမှာကဒါကိုစနစ်တကျဒီဆောက်ရင်ရတယ်ဆိုတဲ့အသိတော့ကျွန်တော်မှရှိသွားပြီမကန့်ကွက်ဘူးကျွန်တော်အဲ့လိုပဲဆောက်ပါလို့မပြောဘူးသို့တော့ကန့်ကွက်တဲ့လူတွေမေးချင်တာခင်ဗျားတို့ကဘယ်လောက်သိပြီလဲနောက်တစ်ခုကခင်ဗျားတို့ရဲ့ဘိုးရီတွေဖြစ်တဲ့ KIA ကကန့်ကွက်တဲ့စကားတစ်လုံးမထုတ်ဘူး KIA ကန့်ကွက်တဲ့လုံးဝမပြောဘူးဘာပြောလဲ KIA လူလဲကြတယ်ပြည်သူဆန္ဒအတိုင်းပဲတဲ့အမဲလူလဲကြတာ KIA ကပြည်သူတွေသဘောထားအတိုင်းပဲတဲ့ KIA तू ကကန့်ကွက်တယ်မကန့်ကွက် तू မဆုံးဖြတ်ဘူးနော်ပြည်သူတွေသဘောထားအတိုင်းမှာပဲတဲ့KIA လူလဲကြတာနော်ဟုတ်ပြီအဲ့ဆိုသဘောကပြည်သူသဘောဆိုရင်ပြည်သူလူထုကထောက်ခံတယ်ဆိုသူထောက်ခံတယ်မကန့်ကွက်သူမကန့်ကွက်ဘူးဒါပဲ तू ကရှင်းရှင်းလေးပဲतू ကသူ့ပေါ်ကြတာပုတ်ချလိုက်ပြည်သူနဲ့ဆိုင်တယ် तू ဟောအဲ့ဒါကြပြည် KIA သူနဲ့မဆိုင်တော့ဘူးမြေရှားရထုတ်တယ်ကြ तू နဲ့ဆိုင်တယ်ကဲအဲ့လို KIA ရဲ့လူလဲကြတယ်ခု NUG ကရောအဲ့ဒီမြစ်ဆုံစီမံကိန်းကိုကန့်ကွက်ပါတယ်လို့ကြေညာရဲလားတရုတ်ဆောင်မြစ်ဆုံစီမံကိန်းကျွန်တော်တို့ကန့်ကွက်ပါတယ် NUG ကြေညာတာမြင်လား NUG လည်းမကြေညာဘူးမကြေညာထားသေးဘူးဒီအဲ့တော့ခင်ဗျားတို့အဲ့ KIA နဲ့ NUG ကိုအရင်ကန့်ကွက်ခိုင်းအောင်ပြီးတော့မှခင်ဗျားတို့ကန့်ကွက်တာလို့နော်အဲ့ဒါလေးအရင်ပြောချင်တာဘာလို့အဲ့လူတွေကိုအရင်ကန့်ကွက်တရုတ်ကိုကန့်ကွက်တယ်ချကြေညာခိုင်းလဲအဲ့ဒါမှကျွန်တော်လည်းစပြောလို့ကောင်းတာပေါ့နော်အဲ့တော့ဒါလေးပြောဖြစ်ချင်တာနော်နောက်တစ်ခုကရဲလက်စီမံကိန်းနဲ့ပတ်သက်လို့ရှိရင်တော့လုံးတင်နိုင်လောက်ရမယ်လို့ကျွန်တော်တို့မြစ်ဆုံနဲ့ပတ်သက်မြစ်ဆုံမှာပေါ့ရဲလက်စီမံကိန်းလောက်ကိုလောက်ရမယ်လို့ကျွန်တော်လက်ခံထားတဲ့အချိန်မှာပါတယ်အဲ့တော့ဒီစီမံကိန်းနဲ့ပတ်သက်ရင်တေချာလေးလာချဖို့စမ်းစစ်လေးလာသုံးသပ်ကြဖို့ပြီးတော့လူကြီးတွေကလက်ရှိချိန်ထိလောက်မယ်လို့ပြောတာမဟုတ်သေးဘူးဒီမြစ်ဆုံစီမံကိန်းလိုဟာမျိုးဒီကျွန်တော်တို့ဘယ်လိုဆုံးရှုံးမှုတွေရှိခဲ့တယ်ဘယ်လိုနှိမ့်နာမှုတွေရှိခဲ့ဆိုတာဒါလည်းပြောနေတာခုချိန်ဒီလူကြီးတွေကဟေးလောက်မယ်လို့တလုံးမှမပြောရသေးဘူးဒီခုတင်ပြောသေးဘူးသူတို့ကရှင်းရှင်းလေးဒါလောက်ဖို့တိမသိကိုချိန်ဆတယ်စဉ်းစားတယ်တွက်ချက်တယ်ပြင်ဆင်တယ်အကြာကြီးလောက်အောင်ပါအဲ့ဒါတခါကြလဲဟိုခင်ဗျားတို့မီးဖျောင်းနိုင်ထဲမှာနေပြီးတော့တိုက်ပြီးတိုးတက်ချင်တယ်ဆိုရင်တော့ဖျောင်းနိုင်မီးထုံပြီးတိုးတက်ပြီးတိုးတက်ချင်တယ်ဆိုရင်တော့သိကြတယ်ဖျောင်းနိုင်ဖင်းနဲ့ဝင်သွားလိမ့်မယ်သိကြတယ်ခင်ဗျားတို့နော်အဲ့လိုဖြစ်ကုန်ပြီကြည်တာလောက်ကြနော်အဲ့ရောက်ရှောက်ကန့်ကွက်နေနော်အကုန်လုံးကန့်ကွက်တဲ့သူတွေပြောတာပါနော်အဲ့တော့ဒါလေးကကြိုးကြားလို့ထည့်ပြတာဒါနဲ့အရှိပြောရင်တော့ပြောတော့ပါပြီဒီလောက်ပါပဲနော်ဟိုကိစ္စအဲ့တော့ဒီနေ့အပေးလေးကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုပါလဲနိုင်ငံတကာကနေပြီးတော့လိလာရေးအဖွဲ့တွေပေါ့နော်လိလာရေးအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့အခုနိုင်ငံလိလာရေးအဖွဲ့တွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စာတင်ထားကြတာတော်တော်ရောက်လာပြီလို့သိရတယ်နော်ရွေးကောက်ပွဲကိုလိလာဖို့အတွက်နိုင်ငံ6ခုကနေပြီးတော့နိုင်ငံ6ခုပေါ့နော်6ဆိုဒီထောင်လောက်ပြီးတော့6ခုထားပါတော့6ခုကနေပြီးစောင့်ကြည့်ဖို့စီးရင်ပေးထားပြီအဲ့စီးရင်တွေကိုဒီနေ့စထုတ်ပေးနေပြီထုတ်ပေးပါပြီတဲ့မြန်ကုန်မြို့ရွှေလန်းမှာစထုတ်ပေးနေပြီရွှေလန်းမှာစထုတ်ပေးနေပြီတဲ့ကျွန်တော်သိရတော့ဘယ်သူတွေပါလို့ဆိုတော့ထိုင်းနဲ့အိန္ဒိယရုရှားဘယ်လာရုစ်ဖိလစ်ပိုင်လာအိုနိုင်ဂျီးရီးယားနီပေါပါကစ္စတန်အဲ့ဒီနိုင်ငံ9နိုင်ငံကလုံးဝသူတို့ရဲ့လိလာသူတွေစထိုင်းအိန္ဒိယအိန္ဒိယရုရှားဘယ်လာရုစ်ဖိလစ်ပိုင်လာအိုနိုင်ဂျီးရီးယားနီပေါပါကစ္စတန်ဒီ9နိုင်ငံကရွေးကောက်ပွဲလိလာစောင့်ကြည့်သူတွေလွှတ်ပြီးတဲ့စလွှတ်ပြီးဆိုကြီးညာတယ်အဲ့တော့လွှတ်ပြီးဆိုတော့ရွေးကောက်ပွဲစောင့်ကြည့်သူတွေလွှတ်ပြီးဆိုကြတဲ့ဒီနိုင်ငံတွေထောက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်ပဲရွေးကောက်ပွဲရလက်ကိုလက်ခံတယ်အတည်ပြုမယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့ရွေးကောက်ပွဲကိုဒီလိုမျိုးဒေတာတွင်းနိုင်ငံ6ခုကတော့ထောက်ခံပြီးသွားပြီလက်ခံပြီးသွားပြီနောက်ထပ်လက်ခံလာမယ့်နိုင်ငံတွေလည်းပေါ်လာအောင်မှာခင်ဗျာစောင့်ကြည့်လိုက်အောင်တခုတူပေါ်လာအောင်ဒါတော့အစိုးရမထုတ်ပြန်သေးဘူးဘယ်နိုင်ငံထောက်ခံနေဘယ်နိုင်ငံရှက်ထောက်ထားရနေပါပြီဆိုသူမကြီးညာသေးဘူးဒီအစိုးရတင်နေနောက်မနေ့ကတစ်ပတ်လောက်ကြီးညာမယ်တင်နေ9နိုင်ငံလောတဲ့တရားသွားပြီကျန်တဲ့နိုင်ငံတွေလာကြအောင်မှာတရုတ်လည်းလာအောင်မှာတရုတ်လည်းပါလာအောင်မှာချားဝါရီလည်းပါကြအောင်မှာအဲ့တော့ဒါတွေပါလာပြီဆိုတော့ခင်ဗျားတို့သိဖို့လိုတာကရွေးကောက်ပွဲကိုနိုင်ငံတကာထောက်ခံမှုရရှိလာပြီဆိုတဲ့အထိပဲအဲ့တော့
ကန့်ကွက်နေတဲ့သူတွေကိုကျွန်တော်ပြောချင်တာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကန့်ကွက်နေတဲ့သူတွေကိုကျွန်တော်ကရိုးရိုးလေးပဲမေးချင်တာနော်ရွေးကောက်ပွဲခမည်းကန့်ကွက်ခမည်းအောင်မေးမယ်ခမည်းကန့်ကွက်ခမည်းအောင်မေးတာရှင်းရှင်းလေးပြောတာခမည်းကန့်ကွက်ရင်ခမည်းအောင်မေးတာရွေးကောက်ပွဲခမည်းကန့်ကွက်တယ်ဆိုတော့တစ်အချက်ခမည်းကျွန်တော်တို့စစ်တပ်အုပ်ချုပ်မှုအောက်မှာတော်တော်နေစေချင်တာလားအဲ့ကန့်ကွက်တဲ့ခမည်းကကျွန်တော်တို့ပြည်သူတွေကိုစစ်တပ်အုပ်ချုပ်မှုအောက်မှာတော်တော်နေစေချင်တာလားဒါကျွန်တော်တစ်ချက်မေးတာနှစ်အချက်ကျွန်တော်တို့ပြည်သူလူထုကိုဒီလိုမျိုးမတည်ငြိမ်မှုတွေအကြက်တဲတွေကြားထဲမှာတစ်သလုံးခဏတော့ကျွန်တော်တို့နေသေးချင်တာလားနောက်3ချက်ထပ်ပြောမယ်ကန့်ကွက်တဲ့သူတွေဟာခမားတို့ကိုယ်ပိုင်အကျိုးစီးပွားတွေအမုန်းတရားတွေနဲ့ကျွန်တော်တို့ဂျောင်ပိတ်ထားချင်တာလားကျွန်တော်ဖြေဖို့လိုတယ်ရွေးကောက်ပွဲကန့်ကွက်တဲ့သူတွေကိုပြောတာရှင်းရှင်းလေးနော်ရွေးကောက်ပွဲကန့်ကွက်သူတွေခမားအဲ့3ချက်ကိုရိုးစမ်းဖြေအဲ့တော့ခမားပြည်သူတွေကျွန်တော်ရိုးရိုးလေးပဲမေးပါမယ်ခမားတို့ဒီတိုင်းနေကြမလားခင်ဗျားတို့ဒီတိုင်းနေသွားကြတော့မလားဒါမှမဟုတ်ပြောင်းလဲကြမလားကျွန်တော်ထပ်မိပါမယ်ခင်ဗျားတို့ဒီတိုင်းနေသွားကြမလားပြောင်းလဲကြမလားဆိုတာခင်ဗျားတို့ဖြေပါလို့ပြောရင်းနဲ့ဒီလိုတော့ပါအားလုံးပဲကိုရင်းသားတွေရှိပါတိုက်ပေါ်စေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းအပြန်လည်တပ်ဖြတ်နေကြတာကိုလက်ခုလောဝါ TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်အကျန်းဖတ်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မင်းတို့ပါလို့ပြောရင်းနဲ့ခုနိုင်